အဲ့ဒီရွာကနော်အဲ့ဒီပတ်ဝန်းကျင်ကစိုက်ပျိုးမြေတွေပေါ့ရွာသားတွေကစိုက်ပျိုးမြေတွေပါအဲ့ဒီစိုက်ပျိုးမြေတွေကိုကြားသိရတော့ဆိုလို့ရှိရင်နာအဖလက်ထပ်ပေါ့နိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့မင်္ဂလာကိုကြည့်ရမင်္ဂလာနိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဆိုတော့ဦးတန်းရွှေလက်ထက်ကပေါ့ဦးတန်းရွှေကအဲ့ဒီမြေစိုက်ပျိုးမြေတွေကိုတင်လိုက်တယ်တင်လိုက်တဲ့အခါမှာအဲ့ဒီမြေရဲ့အဲ့ဒီချိန်ကတင်တဲ့ချိန်မှာတော့မှမြေရဲ့တန်ကြီးက30 25သိန်းပေါက်တယ်အဲ့တော့ကိုစစ်တပ်က2သိန်းလောက်ပေးပြီးတော့တင်လိုက်တယ်နော်တိမ်ပြီးသွားတဲ့အခါမှာဖွံ့ဖြိုးဖို့ပေါ့လေအဲ့နောက်ပိုင်းအဲ့ဒီမြေဧကကိုအကွက်ရိုက်ပြီးရောင်းတာတေးဘယ်လိုခေါ်မလဲဆိုမြေကွက်တစ်ကွက်တွေမှာသိန်းကို1000နဲ့1000နဲ့ချီတန်ပြီးတော့ရတယ်အဲ့တော့စက်မှုစုံတွေစောက်တယ်မစောက်ဘူးတော့စောက်ပါတယ်နော်အဲ့ဒီနားမှာလည်းအာဟာရဒုက္ခဈေးဆိုတာရှိရလို့ကြားသိရတယ်အဲ့ဒီဈေးကိုလည်းဒီအဲ့စိုက်ပျိုးမြေပါဆိုင်လဲမာလကာတီတို့နော်တပြေတို့ဘယ်လိုခေါ်မလဲဆိုတော့စားတော့တီးနံနဲ့စိုက်တယ်ပေါ့တီးနံနဲ့စိုက်ပြီးတော့ဈေးကွက်ကိုဈေးသွားရောင်းတယ်အဲ့ဒီလိုမျိုးစိုက်ပျိုးမြေတွေပါအဲ့ဒီမြေတွေကိုအကွက်ရိုက်ရောင်းတယ်ခွဲရိုက်ရောင်းပြီးတော့စိုက်ပျိုးမြေစက်မှုစုံတွေဖော်တယ်ဒါပေမဲ့မြေဧကတွေကပိုနေတယ်အဲ့လောက်အထိကျေတဲ့မြေတွေပါနော်ရွာသားတွေကလည်းဘယ်လိုခေါ်မလဲဆိုရှင်တာကြီးနဲ့ပေးလိုက်တယ်ပေါ့လေနိုင်ငံတော်ဖွံ့ဖြိုးဖို့ဆိုတဲ့ခါကြတော့နော်အစိုးရဆိုတော့မပေးလို့မရဘူးဟုတ်လားမပေးလို့မရတဲ့ခါကျတော့ပေးလိုက်တယ်ပေးလိုက်တဲ့အခါမှာအခုမြေတွေပို့တဲ့ဟာရွာသားတွေကပြန်တောင်းတယ်ပြန်တောင်းတဲ့ဟာရွာသားတွေကိုပြန်မပေးဘဲနဲ့အဲ့ဒီမှာဗလီဆောက်ဖို့ဆိုပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့အကုန်လုံးတော့ပေးပါတယ်နော်ဗုဒ္ဓဘာသာလည်းပေးတယ်ခရစ်ယာန်ဟိန္ဒူအကုန်လုံးကိုပေးတယ်ဆိုနီရှီယာကြတော့သူတို့ကအလုံးပေါင်း6ဧကပေးတယ်ဗုဒ္ဓဘာသာ2ဧကရတယ်ဒါကိုကြားသိရသလားပေါ့နော်ဗုဒ္ဓဘာသာ2ဧကရတယ်ဟိန္ဒူ2ဧကရတယ်ခရစ်ယာန်2ဧကရတယ်အစ္စလာမ်6ဧကရတယ်6ဧကရတယ်6ဧကအဲ့မှာကတော့4ဧကပေါ့နော်4ဧကနောက်ထပ်တတိယမှာ2ဧကကျန်သေးလို့ကိုကြားသိရတယ်ပေါ့အဲ့တော့အခုချိန်မှာတို့ကစပြီးတော့စောက်တယ်ပေါ့ဗလီကိုစပြီးတော့စောက်တဲ့ခါမှာခြံစည်းရိုးတွေစကာပြီးခြံစည်းရိုးစကာပြီးတော့ခြံစည်းရိုးကအရင်ဆုံးအဆောက်အုံတစ်ခုစောက်မယ်ဆိုလို့ရှိရင်အဆောက်အုံလုံခြုံရေးအတွက်ခြံစည်းရိုးကာရပါတယ်ဒါဒီဘယ်လိုခေါ်မလဲဆိုတော့လုပ်ငန်းဝင်လုံခြုံရေးကိုအဓိကထားပြီးသွားရတယ်နော်အဲ့တော့ဗလီဆောက်ပြီးမှခြံစည်းရိုးဆောက်လို့မရခြံစည်းရိုးဆောက်ပြီးဗလီကိုစပြီးဆောက်နေနော်စားဆောက်တဲ့အခါမှာမြန်မာပြည်ကတရင်သမားဘယ်သူမှမသိသေးဘူးနော်သူများမပြောတဲ့တရင်မဲ့ကိုပြောချင်တယ်လို့ကိုပြောပါတယ်နော်သူများပြောပြီးသားဆိုအကိုပြောစရာမလိုတော့ဘူးလို့တနည်းအားဖြင့်သဘောထားတယ်သူများလာမေးမှသာလည်းကျွန်တော်ပြောပါတယ်နော်အဲ့တော့အကိုကလည်းဒီတရင်လေးကကြားသိရတော့အကိုကိုတိုက်ခိုက်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့စန့်ကျင်ပြီးတံပြန်ပြီးပြောလိုက်တော့ငါကြတော့ငါကအုံးမှာဖြစ်ကွာအစ္စလာမ်တွေနဲ့လည်းဘယ်လိုလေးစားမှုရှိတယ်ပေါ့အကုန်လုံးကိုချစ်ခင်မှုရှိတယ်ပေါ့နော်အစ္စလာမ်ဘာသာဝင်ပဲဖြစ်ဘာသာဝင်ပဲဖြစ်အားလုံးလေးအဲ့တော့ကိုဘင်္ဂါလီမောင်တို့ဘာလို့အားလုံးနေတာလေအဲ့ဒီအတိုင်းသားမျိုးမှာကိုမောင်ကဘယ်လိုခေါ်မလဲဆိုရင်ပြန်လိုက်တာလေးတခုပါပဲအဲ့ဒါကကောက်ရိုးမီလိုမျိုးပေါ့နော်ဖွဲမီလိုမျိုးလောင်ထွက်သွားတဲ့အခါမှာတော့ဒီကိစ္စလေးကကန့်ကွက်တဲ့သူတွေရှိလာတယ်ကန့်ကွက်တဲ့သူတွေရှိသလိုအားပေးတဲ့သူတွေရှိတယ်ဗောလေဒါကတော့လူတို့ရဲ့သဘောတရားဖြစ်တယ်ပေါ့နော်အဲ့တော့မီးလောင်တယ်လို့ပြောလို့မရပါဘူးဒါညင်းခုံအငင်းပွားမှုတွေဖြစ်လာတယ်ပေါ့အဲ့လိုပဲပြောရမှာအဲ့ဒါနေပြီးတော့ဗလီကိစ္စနဲ့ဒါကိုသိရှိထားသမျှလေးတွေပါနော်ရေကောက်ပွဲပြီးမှရှေ့ဆက်ပြီးကောင်းကျိုးဆိုးကျိုးလေးသုံးသပ်ပေးပါအောင်သုံးသပ်ပေးပါမယ်နော်မင်္ဂလာပါကိုမောင်မင်္ဂလာပါဗျာမင်္ဂလာပါကိုစနေပြောပါမင်္ဂလာဒီမင်းကတော့တနာလုံးဟိုးနေပြီကိုမောင်ရဲ့ကျွန်တော်လည်းဒီအကြောင်းအရာလေးတော်တော်လေးစိတ်ဝင်စားတာဗျစိတ်ဝင်စားတာကရှင်ပြိုင်ပြီးတော့ဖြစ်တာကတစ်ဖက်မှာဇွဲတဲ့တစ်ဖက်မှာဗလီပေါ့လေကားကြီးစီကတော့ကောင်းတယ်ကျွန်တော်အဲ့ဒါလေးဆွေးနွေးချင်တယ်ကိုကပေါ့နော်မစိုးရင်ကြောင်းနေဆိုရင်တော့ဒါသာသနာအတွက်ကိုတော်တော်လေးအကျိုးကျေးဇူးကြီးတယ်လို့ကျွန်တော်တို့မြင်တာပေါ့နော်တကယ်ဦးဆောင်ဆရာတော်ကြီးတွေစားတဲ့ပြီးတဲ့ရဟန်းတန်ဃာကြီးတွေကကမ္ဘာအနှံ့မှာလဲသာသနာပြုနေကြတာလေဒီလိုကနေပြီးတော့ပဲထွက်ခဲ့ကြတာများတာပဲလေနော်တော်တော်များများဒါသာသနာအတွက်ကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာတော့မစိုးရင်ဟာမဟာသမိုင်းနဲ့နော်ဒါတစ်ပေါ့အဲ့လိုကြီးဖြစ်တဲ့တိုင်တာမှာမလင်းပြဖြစ်စေနေတာကလည်းတန်းပြည်တောင်ဝင်ရှိသူတယောက်အနေကိုဆောင်ပြီးတော့ကိုကြီးတာဘာမျိုးတွေမတွေ့ရဘူးဗျအခုဒါကြီးကိုအသက်တိဆောက်တော့မယ်ဆိုတော့လေကျွန်တော်ဒါတန်းပြည်အုပ်ချုပ်သူဆိုရင်ဒီအခွင့်အရေးကိုကျွန်တော်ယူမှာသာသနာကျွန်တော်ဗုဒ္ဓဘာသာလေသာသနာလွတ်မြောက်ခြင်းနဲ့
တန်တရားလွတ်မြောက်ခြင်းနဲ့ဒီအခွင့်အရေးကိုကျွန်တော်ယူမှာကျွန်တော်ပြည်သူ့ကိုမပေးနိုင်ဘူးကျွန်တော်နိုင်ငံကိုအုပ်ချုပ်ခွင့်ရတာမှာဒီဘရင်ဖြစ်ရတာတိစားလို့ရှိရင်ကျွန်တော်တို့ကဒီအခွင့်အရေးကိုရအောင်ပြောမှာတန်တရားလွတ်မြောက်အောင်နော်ကိုယုံကြည်တယ်လေဗုဒ္ဓဘာသာဘာကြောင့်ကိုဝဲတာလဲဒါယုံကြည်လို့ကိုဝဲတာပဲဒီအခွင့်အရေးကိုဘာလို့မယူနိုင်တာလဲတစ်ဖက်မှာကျတော့ဗလီကြီးကိုခွင့်ပြုလိုက်တယ်ဗလီတကာလုပ်လိုက်တယ်လို့ကျွန်တော်တို့ကမြင်တော့တာပေါ့ကိုမမောင်ရဲ့ကိုခွေတဲ့ဘာသာအတွေ့ကိုငကလကြီးလောက်တာပြီးတော့ဥပိ္ပကပြုတာပြီးတော့မှဟာဝါကြီးကိုတကာခံသွားတယ်ဆိုတော့ခင်ဗျားတို့အမျိုးဘာသာနာချင်းမြတ်နိုးပါတယ်ဆိုတဲ့ကိုကြောက်ကိုတို့သူတို့မျက်နှာတွေဘယ်မှာသွားပြတော့မလဲအကိုဒီအဖွဲ့အစည်းကိုဘယ်သူတည်ဆောင်နေတာလဲဒီအဖွဲ့လက်စီးရဲ့လမ်းစဉ်တွေကဘာတွေလဲငါတို့ကလှုပ်ဆိုလို့မလှုပ်ဆိုရင်မလုပ်နဲ့ဒါလားကိုအမျိုးသားရေးသမားတွေကဒါလားဟိုအမျိုးဘာသာချင်းမြတ်နိုးလို့တွေ့ရရှက်စရာကြီးအကိုရဲ့ကိုကွင်ကြီးဗျာအဲ့ဒါနည်းနည်းပြောအောင်ညာကိုမမောင်နည်းနည်းပြောအောင်ညာကျွန်တော်မျက်စိကတော်တော် cross ဖြစ်တယ်ဗျာအဲ့တော့669ဆိုတာလေတနည်းအားဖြင့်အဖွဲ့ကြီးတစ်ဖွဲ့ဖြစ်တယ်ပေါ့နော်သိဖို့လိုတယ်အဲ့တော့669မှာလည်းမျိုးစားမျိုးမျိုးပေါ့အခုချိန်မှာကွဲပြားတာတော့တွေ့ရတယ်နောက်ပြီးတော့669ဘာလဲဆိုတော့လက်ရှိအချိန်တွေမှာလက်ရှိဒီဗလီကိစ္စပေါ့ဦးမင်းအွန်လိုင်းလက်အောက်မှာဦးမင်းအွန်လိုင်းအမိန့်ကိုယူကျိုးသော669เนาะဦးမင်းအွန်လိုင်းအကျိုးကိုမြို့ကိုသော669နဲ့တကယ်669စစ်စစ်ဆိုပြီးတော့သုံးဖွဲ့သွားတွေ့ရတယ်ဗောနော်သုံးဖွဲ့ကွဲလာတော့သွားတွေ့ရတယ်အဲ့တော့ခင်ဗျားတို့669ဆိုပြီးအားလုံးကိုဝလုံးသိမ်းကျုပ်ပြီးတော့မရိုက်တင်ပါဘူးเนาะမဘာသာတွေအားလုံးဆိုပြီးတော့ဝလုံးသိမ်းကျုပ်မရိုက်တင်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီကိစ္စတွေအားလုံးရဲ့အဓိကပေါ့နော်အဓိကဆောင်ရွက်သွားတာမဘာသာလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒါတွေကို669မဘာသာတွေကတစ်ချိန်လုံးစောင့်ကြည့်နေတာတစ်ချိန်လုံးစောင့်ကြည့်ဘာကြောင့်စောင့်ကြည့်လဲဆိုတော့669မဘာသာရဲ့ရည်ရွယ်ချက်ကိုကသူတို့ကဘယ်ခေါ်မလဲဆိုအမျိုးဘာသာသာသနာကိုကာကွယ်ဖို့လေကာကွယ်တဲ့နေရာမှာသူတို့ကအမျိုးဘာသာသာသနာကိုချင်းချောက်မှုလို့ထင်ရတဲ့အရာမှန်များစောင့်ကြည့်နေမှာဖြစ်တယ်အဲ့တော့သူတို့တွေရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေချောင်းသာလျင်ဒီဗလီကိစ္စဟာနော်သိရှိလာတာဖြစ်တယ်လို့အဲ့တော့669မဘာသာစစ်တွေကအလုံးလုံးနေတယ်နော်အဲ့ဒါနော်စစ်တွေကအလုံးလုံးနေတယ်အခုလဲ669မဘာသာစစ်တွေကိုယ်တိုင်ကစာထုတ်ပြီးသွားပြီနေပြည်တော်မဘာသာကစန့်ကျင်ကြောင်းအစိုးရကိုစာပို့ထားတယ်နော်အထို့တူပဲဒီအဲ့ဒီနေပြည်တော်မဘာသာနဲ့မဘာသာတွေအားလုံးပောက်ကူတော်တို့ဘာလို့ကအစအခုဆိုလို့ရှိရင်ထောက်ခံကြောင်းပြောလာတယ်မြန်မာနိုင်ငံတော်လုံးမှာရှိနေတဲ့ဒီမဘာသာယုံကြည်သူပေါ့နော်မဘာသာအားပေးထောက်ခံသူတွေအားလုံးကလည်းစန့်ကျင်လာကြတယ်ဒါပေမဲ့ဆောင်းတော့ကျွန်တော်ပြောသလိုပေါ့မဘာသာမှာနောက်ထပ်မျိုးဝဲတွေဖြစ်တဲ့ခါတော်မီမဘာသာလို့လည်းမပြောချင်ပါဘူးเนาะအဲ့လိုမဘာသာတွေကြောက်လဲဒါတစ်မျိုးတချို့ကလည်းနိုင်ငံရေးမဘာသာပေါ့ဒါလည်းရှိသေးတာအဲ့တော့မဘာသာတွေအတူချုံကြီးပြောရမယ်ဆိုလို့ရှိရင်မဘာသာတွေအားလုံးကိုခြုံဝလုံးရှင်နဲ့တော့မရိုက်စီချင်ဘူးဘာကြောင့်လဲဆိုရှင်မဘာသာတွေထဲမှာတကယ်ကိုအခုဒီကိစ္စတွေအားလုံးရဲ့အဓိကပင်မရင်းမြစ်ပေါ့အခုလိုမျိုးဒီမြန်မာနိုင်ငံလုံးတဝမ်းလုံးကိုဒီဗလီကိစ္စလောင်ကျွမ်းသွားတယ်ဆိုတာကမဘာသာတွေတကယ်အလို့သွားမဘာသာတွေနော်တကယ်လို့သွားမဘာသာတွေပဲပြောပြစီကိုစနေနော်အဲ့တော့ကဲထိုင်းစာနဲ့မင်္ဂလာပါဘယ်လိုလဲမသိဘူးတော့ဗမာစကားတက်လာနည်းနည်းပါလေစကားလေးတစ်ခုတော့ဆက်ချင်ပါသေးတယ်ကိုမမောင်လေးကတော့အားလုံးတော့ဆက်လိုက်ပါစနေနော်လောက်ဆက်လိုက်အောင်နော်ကဲထိုင်းနာမည်နဲ့ sorry cut ပြောရရလားမိုက်ဖွင့်မြင်အောင်နော်အဲ့ဒါဇိုးလည်းပြောပါမင်္ဂလာမင်္ဂလာပါကိုကြီးရေပြောပါဦးတော့ဒါခုမှတက်လာရဆိုတော့တေချာပါမှနားမလဲဘူးနော်နားပါလာမယ်လို့ကိုစနေပြန်ပြောရပြောပါအဲ့တော့ကျွန်တော်တို့ကြီးကရင်းနှီးရဆန္ဒတွေကပေါ်လာပြီဗျတကယ်မဘာသာအမှန်ကန်နေကျွန်တော်တို့တွေလေဒီတော့မှမအော်ခဲ့တဲ့ကောင်တွေအခုကျတော့ကျွန်တော်တို့ကတကယ်မဘာသာအစီတီးဗျကိုယ်မခံစားနိုင်ဘူးကျွန်တော်တို့ကိုချောက်ကူမှလည်းမပါဘူးရိုဟင်ဂျာအကြောင်းလည်းမပြောဘူးဘင်္ဂလီအကြောင်းလည်းမပြောဘူးရခဲ့ဘူးသလားကိုအဲ့ဒါစနေမမောင်တို့ကမဘာသာအစီတီးဗျအခုတို့ကျွန်တော်တို့ပြည်သူတွေအဲ့လိုရှိတယ်ကျွန်တော်တို့ကရင်ထဲမှာရှိတယ်အခုကျွန်တော်တို့ရင်ထဲကတော့မြင်လားကိုတို့မြင်လားခါတော်မီတွေညာတော်မီတွေကျွန်တော်တို့မကြားချင်ဘူးတော်လည်းရင်မှလည်းအယောင်ဆောင်မထားဘူး
မဘတ်မှာလည်းအကြောင်းဆောင်မထားနဲ့ကျွန်တော်တောင်းမယ်ဗျာကိုမမောင်ခင်ဗျားတို့ဟိုမဘတ်ဒီမဘတ်လာမလုံးနေခါတော်မူဒီမရောက်နိုင်နေမလုံးနေမဘတ်တခုတည်းရှိရကျွန်တော်တို့တော်လိုင်းရင်မှလည်းတော်လိုင်းတခုတည်းအကြောင်းဆောင်မရဘူးအဲ့တော့ကျွန်တော်ရှောက်လန်းနဲ့လမ်းနဲ့တော်လိုင်းကြီးကကျွန်တော်တို့ချီကျွန်တော်တို့လက်နဲ့တိုက်ပြီးတော့ကျွန်တော်တို့လိုချင်တာကျွန်တော်တို့ပတ်စံနေတောင်းတာမဘတ်တွေရှောက်လန်းနေရတယ်တမထွက်ကနေလော်လန်းရတာကတမပြောဆိုတဲ့စကားနဲ့လိုက်ပြီးတော့ကိုပြောခဲ့တဲ့ကြွေးကြော်ခဲ့တဲ့အရာတွေတမကခေါင်းဆောင်ကသူ့ဖဲတော့ကိုဘာလုပ်လို့ရတယ်လဲခင်ဗျားတို့ချီခင်ဗျားတို့လက်နဲ့လောက်တာမဟုတ်ဘူးခင်ဗျားတို့ပတ်စံနေလေတောင်းဆိုလို့မရဘူးကက်စနာရှာတဲ့အဖွဲဖြစ်နေတယ်ပြည်သူတွေကိုဒါချပြခြင်းတယ်ဘုမမောင်ကျွန်တော်တို့တစ်ခါမှမဟုတ်ခဲ့ဘူးအခုရင်းထဲမှာကျွန်တော်တို့ကမဘတာကြီးတွေဖြစ်သွားပြီကျွန်တော်ဒါပြောချင်တာ ဟိုစနေမောင်မဘာသာဖြစ်သွားပြီနော်ကောင်းတယ်ဒါဟုတ်တယ်မျိုးသားရေးစိတ်တက်ပေါ့နော်မျိုးဘာသာသာသနာကိုကောက်ွယ်ခြင်းနဲ့စိတ်တက်ရင်းထဲမှာကင်းအောင်နေတာတွေ့ရတာကျိုးစွာမှာပေါ့ဘာကြောင့်လဲဆိုတော့ဒီလိုချိန်မျိုးကဒီလိုချိန်မျိုးကတာမန်ချိန်မှာမဘာသာဖြစ်ရလွယ်ကူတယ်ဒါပေမဲ့ဒီချိန်မှာမဘာသာဖြစ်လို့ရှိရင်ဖန်ခံခြင်းနော်အစဲဆုခံရခြင်းလူတွေအလုံးလက်ညှိုးထိုးခြင်းနော်နိုင်ငံအဖြတ်ဖြစ်သဘောထားခြင်းခံရမဲ့ခါမျိုးဖြစ်တယ်ဒီလိုချိန်မှာမဘာသာဖြစ်ဖို့ကအရာကိုခက်ခဲတယ်တုံတောင်တက်တိနဲ့မဘာသာဖြစ်လို့မရဘူးတုံတန်ုံဒီအချင်းနဲ့လည်းမဘာသာဖြစ်လို့မရဘူးတုံတောင်ဇွဲနဲ့လည်းမဘာသာဖြစ်လို့မရဘူးအဲ့တော့မဘာသာပဲချိန်မှာဖြစ်လို့ကောင်းလဲဆိုလို့ရှိရင်နိုင်ငံရေးကငင်းခုန်တဲ့ချိန်တွေပွဲတွေပါလေပေါ့ဥမာဖြစ်သူ့ဘက်ကိုပဲငင်းခုန်တဲ့ချိန်မဘာသာဖြစ်လို့လွယ်ကူတယ်ဒီချိန်မှာတော့မဘာသာဖြစ်ဖို့မလွယ်ကူပါဘူးဒီချိန်မှာမဘာသာကိုခံယူတယ်ဟိဆိုလို့ရှိရင်တော့ဒါခက်ခဲတဲ့ချိန်ကြမှာသာလေမဘာသာအစင်အောင်တွေ့ရတယ်လို့ပြောရမှာပါဟာလားကိုစနေကိုယ်တိုင်ကအခုချိန်မှာမဘာသာဖြစ်တဲ့ကိုတတ်မှတ်လာတယ်ဆိုတော့ခက်ခဲတဲ့ချိန်မှာပဲတတိရှိရင်တော့ဖြစ်ပေါ်လေနော်ဒါမျိုးပဲပြောရမှာပါအဲ့တော့မဘာသာဆိုရင်ကြည်ထားပေါ့ဘာလဲဖြစ်လာနိုင်ကန်ဒီယာပေါ့အနက်ကျင်ဆိုတာမသေးချဘူးဟုတ်အဲ့လိုဖြစ်နော်အနက်ကျင်ကျွန်တော်မအော်ဘူးလေအခက်မဲ့အခြေအနေမျိုးပါကျွန်တော်ပြောပြမယ်နော်ကိုစနေတို့နောက်တစ်ခုပြောပြမယ် NLD ဆိုတာလေဟိုတုန်းကနာအဖလက်ထက်မှာ NLD တယောက်ဖြစ်ဖို့ဆိုတာမလွယ်ဘူး။ဘာကြောင့်လဲဆိုတော့အစိုးရစောင့်ကြည့်ခြင်းခံရမယ်။နော်အမြဲတမ်း NLD ပါတီကိုဆိုလို့ရှိရင်သတင်းစာထဲမှာအမြဲတမ်းပေါ့နော် NLD ပါတီဝင်နေတာမကောင်းဘလို့အဲ့လိုမျိုးပေါ့နည်းနည်းလေးထိုးနှက်တာကိုခံရမယ်။နည်းနည်းလေးအစိုးရရဲ့စစ်ဆေးမင်းများခြင်းတွေခံရမယ် NLD ပါတီဝင်တယောက်ဖြစ်ဖို့ဆိုတာမလွယ်ဘူး။အဲ့ချိန်မှာ NLD တယောက်ဖြစ်ဖို့ဆိုတာမလွယ်ဘူးကြာ။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်လွတ်တော်တဲ့စဝင်တဲ့အချိန်မှာ NLD ဟာတအားကိုဟော့သွားတဲ့အချိန်မှာအဲ့မှာ NLD တွေတနိုင်ငံလုံးဖြစ်ကုန်တဲ့အခြေအနေမျိုးတွေပေါ့အဲ့တော့ခက်ခဲတဲ့အခြေအနေမှာ NLD ဖြစ်ဖို့မလွယ်ပေမဲ့လွယ်ကူတဲ့အခြေအနေမှာ NLD ဖြစ်ဖို့လွယ်အခုလည်းမဘာသာလည်းဒီလိုပဲမဘာသာဒီဟိုတုန်းကရန်လွယ်ကူပါတယ်ရန်ကိုအဆင်ပြေတယ်မဘာသာတရားကိုကိုအမျိုးသားရေးသမားတို့နော်969လို့ပြောဖို့ဆိုတာအရန်ကိုလူကြိုက်များတဲ့စကားတခုအခုချိန်မှာမဘာသာတို့မဘာသာစစ်ဆိုတာက NLD ခက်ခဲတဲ့အခြေကိုရင်ဆိုင်မဘာသာတွေခက်ခဲတဲ့အခြေကိုရင်ဆိုင်နေရပါပြီအဲ့တော့ဒီချိန်မှာမဘာသာဘယ်လိုဖြေရတယ်လဲအဲ့ဒါကိုစနေဖြေရတယ်ဆိုတော့ဒါမဘာသာစစ်စစ်လို့ပြောအောင်ပါညာနော်ကိုမျိုးကိုဗျာချစ်တာအဲ့ဒါမျိုးမှအမှန်ထွက်တာဗျာတကယ်ထိပါနိုင်တဲ့ဟာမျိုးကမရှိတဲ့နေရာမှာအသစ်ဆိုတဲ့တန်တာမျိုးတွေကတကယ်ရင်ထဲမှာချစ်မှဖြစ်တာကျွန်တော်တို့ကဘယ်တော့မှလည်းချစ်ချောင်းလည်းမပြောခဲ့ဘူးရင်ထဲမှာပဲရှိခဲ့ကြတာဒါကြောင့်ရှိခဲ့ကြတဲ့လူတွေကတိုင်းပြည်အတွက်ဘာတွေတုတ်တွေလဲဆိုတာကိုကျွန်တော်တို့ကချပြတာမင်းတို့မှတိုင်းပြည်သာသနာကိုချစ်လို့မဟုတ်ဘူးမျက်နှိုးလို့မဟုတ်ဘူးတမရဲ့လက်ပါစီအနေနဲ့ကျိုးဆွဲရကခဲ့ရတဲ့ကိုဘွားရဲ့ယက်တီမှုတွေကိုကျွန်တော်တို့ကချပြခြင်းတာစနေမမောင်တို့ဘယ်တော့မှမပြောခဲ့တဲ့လူတွေဒီနေ့ထိပါလာပြီဆိုတဲ့အချိန်ကတော့အော်လာပြီရှင်ထဲမှာချစ်လို့ဗျကိုသာသနာကိုချစ်တာပေါ့ဗျဒါပေမဲ့တမဘာသာကိုလည်းလေးစားတယ်ကျွန်တော်တို့ကတန်ဖိုးထားတယ်လေးစားတယ်ချစ်တာတော့ကိုဘာသာပဲချစ်တယ်လေမြတ်ဘာသာတော့ချစ်စရာမလိုတန်မိုးထားတာနဲ့ချစ်ချင်းနေမတူဘူးမင်္ဂလာပါအကိုကြီးစနေမောင်မင်္ဂလာပါအားလုံးမင်္ဂလာပါပြောပါနော်အဲ့တော့ဟုတ်ပြီအဲ့တော့မဘာသာတွေအနေနဲ့အခုချိန်မှာမဘာသာဖြစ်ရင်အရင်တုန်းကတော့မဘာသာဖြစ်ရင် NLD အစိုးရနဲ့ညှိမယ်နော်ဘယ်လိုခေါ်မလဲဦးသိန်းစိန်အစိုးရနဲ့ညှိကောင်းညှိနိုင်တယ်ဒါအခုချိန်မှာမဘာသာဖြစ်မယ်ဆိုရင်တော့ဦးမင်း online နဲ့ညှိအဲ့တော့ညှိရဲကြသလားညှိရဲမှမဟုတ်တာဖြစ်ကြပါပြောပါအဲ့လိုဖြစ်နေတာပါနော်ကဲဟုတ်ပြီတော့ဇိုးကိုလှည့်ပြအောင်ဇိုးညင်ပြောပါကိုစောပါတူလို့လည်းမင်းရမယ်သူတို့စောတို့ကိုခေါ်ပေးမှတင်ပေးပါဦးအဲ့မှာသူတို့အော်ဆုံးမယ်မောင်ဆိုးတို့ကိုစောပါတူတို့ကိုသူတို့စောတို့အဲ့ဒါကိုသူတို့မေးပေးပါအော်ဆုံးသူတို့အော်ဆုံးကျွန်တော်တို့ကတားခဲ့တယ်ကျွန်တော်တို့ကမအော်ဘူးသူတို့ကတော့ဟုတ်ပါတယ်အဲ့တော့တကယ်မဘာသာလာကြည့်ရပါဦး
ခါတော်မီလာတော့ မောင်မောင် ဇိုးအလဲပြဇိုးအလဲပြနော်ဇိုးပြောပါဦး အဲ့လိုလေးပြောရတာကောင်းတယ်ကိုမောင်မောင်ရဲ့ပြောတစ်ခွန်းလေး ဒါနားထောင် တော့ရှိမသေးပါဘူးကျွန်တော် ဒါဟိုကနန်းနဲ့နားထောင်ကြည့်အောင်နော်ပြောကြပါ ဒီဟုတ်ပြီအဲ့လင်းလင်းအလဲပြနော်လင်းလင်းပြပါလင်းလင်းပြောမလား မိုးတွေတော့ရွာနေတယ်ဟာပြောလို့ကြားရလားမသိဘူး ကြားနေကြ ။တင်းဆိုင်ပြလိုက်။ဒီနေ့ဖြစ်နေတဲ့ကြာပေးတာအဲ့လိုပြောသူထဲနေ။ဒီနေ့ဖြစ်နေတဲ့ဟာတွေကဘဝေဘန္တာကောင်းပါတယ်။အခုအခုတို့ပြောနေတဲ့ကွာရွက်ထက်ကိစ္စဟုတ်တယ်ဝိပါယုံနဲ့သာသနာဖြစ်တဲ့ကောင်ဖြစ်မယ်။အခုဟိုငယ်လို့ဗလီကိစ္စဝေဖန်လို့ရှိရင်နိုင်ငံတကာနဲ့ရန်တိုက်ပြီးမယ်ဒီစိတ်တွေကဟိုအစလန်နေဘလို့ဟာကြောင့်ရန်တိုက်နေတဲ့ပုံစံမျိုးဖြစ်နေဘလို့အဲ့ကြတော့ဒီကိစ္စတွေကတော့ကိုလုံးပြရှိတယ်ကိုနိုင်ငံရေးလုပ်မယ်ဆိုနိုင်ငံရေးပဲတက်သွားလိုက်ဒီကိစ္စတွေကတော့လောဆယ်တော့လွတ်ထားရမယ့်ကိစ္စတွေလိုပဲမြင်နေတော့ကိုမမကျွန်တော်မြင်ပြပြပါဗောလေ ဟုတ်ရဝင်းနေတာနေသဘောထားပါနော်ထားတဲ့နဲ့မဝေဖန်သေးဘူးတော်ဒီလေးတွေနဲ့ကတနည်းအားဖြင့်ဒီအချုပ်ချင်းတွေပေါ့ဒီနိုင်ငံရေးအချုပ်ချင်းတွေမှာအသာပဲနေတယ်ဆိုတဲ့အိတ်တယ်အသာနေတယ်ဆိုတော့အသာရာလေးပဲကောက်ကုန်နေတယ်ပေါ့အဲ့တော့အသာနေဆိုတဲ့နေရာမှာဟိုကြရင်အသိနာတက်တာလည်းရှိတယ်နော်ဒါတော့မောထားတယ်ပါသဘောတရားတွေပါနော်အောင်နဲ့ပြရအောင်အောင်ပြန်ပြောလို့ရပါတယ်ပြောပါဦး ဟုတ်ပြီအကိုကြီးစနေမောင်မောင်အကိုကြီးစနေမောင်မောင်ကိုပြောနေတယ်အကိုကြီးစနေမောင်မောင်နိုင်ငံရေးလုပ်တယ်အမှန်တရားကိုလူတိုင်းမြန်လို့ကြတယ်အမှန်တရားကိုလူတိုင်းကြိုက်ကြတယ်မဟုတ်တာမှန်မှန်တာပြောလို့ရှိရင်ဘယ်သူမှမကြိုက်ကြဘူးမင်းကလေးတွေကိုတန်းစင်းစားပြီးမင်းကလေးတွေကိုမက်ကြီးပြကိုလိုက်ပေါ်တင်ဆဲတယ်မက်ကြီးအောင်အဲ့ဒီပုံကိုရေးဒီမှာပြောလို့မရအောင်နော်ဟို like ကဒီ like ကဟာတဲမလားပါနဲ့အခုလက်ရှိပြောနေတဲ့စကားမှာပုံကိုရေးတိုက်ခိုက်တာတွေပုံကိုရေးတွေတို့မှာပြောဆွေးနွေးပိုင်ငယ်မရှိဘူးเนาะထမင်းစားပြီးလာတော့ကိုတော့မမေးပါဘူးဒီရတဲ့တရားစကားပြောတဲ့နေရာမှာနော်အဲ့တော့နိုင်ငံရေးအပြင်စီကံရှိပါကဲဟုတ်အောင်ပြန်ပြောပါနော်ပြန်မိုက်ကြပါဟုတ်ပြီတကယ်တော့လူတွေကမြန်မာနိုင်ငံမှာဒုက္ခရောက်နေတဲ့ပုံကိုယ်ကြီးတန်း50ကျော်60ရှိတယ်။မြန်မာနိုင်ငံဒုက္ခရောက်နေတဲ့ပုံကိုယ်ကြီးလူတွေကစာရေးဆရာတွေကရေးကြတယ်။တကယ်ကိုကောင်းတဲ့စာတွေရေးကြတဲ့ပုံကိုယ်ကြီးရှိတယ်။အင်မတန်တကယ်ကိုညံ့နိုးမွန်မြတ်ပြီးကိုယ့်ရဲ့ဘာသာသာသနာကိုစောင့်ရှောက်ပြီးထိမ့်သိမ့်နေတဲ့ဆရာတော်တွေရှိကြတယ်။ဒါမှမဟုတ်လို့ဒသကဝါကြီးတွေကြီးကြလို့တိုးထဲမှာရှိကြတဲ့ပုံကိုယ်ကြီးဒါပေမဲ့တိုးထဲမှာကြီးနိုင်ငယ်ညင်လောက်ကြတယ်ကြားကအကောင်လေးတွေကိုတတ်တာစားတာဒါတွေကိုကြည့်ပြီးဆိုလူတွေကနေကြတယ်နေကြတဲ့အခါမှာလူတွေရဲ့မတိမှုဖုံးလွှမ်းမှုဆိုတာကကျွန်တော်ပြောချင်တာကဘာဖြစ်လို့လဲဆိုတော့ကြလူတွေကကြီးနိုင်ငယ်ညင်လိုက်ပေါ်တက်လာတဲ့ကန္နာစိမ့်ကြီးပြပြဝါလောက်ကြတာအဲ့ဒါမကောင်းဘူးဒါပေမဲ့လောကကြီးမှာမကောင်းတဲ့ကမကောင်းတဲ့မှာဘာလို့ပြောချင်လဲဆိုတော့ခုတ်သွေးစုပ်အမျက်ကြီးစားတဲ့ပုဂ္ဂိုလ်လူတိုင်းမကြိုက်ကြခုတ်သွေးစုပ်တဲ့အမျက်ကြီးစားတဲ့အာနာရှင်စနစ်ကိုလည်းမကြိုက်ကြမကြိုက်တဲ့အထက်မှာလောကကြီးမှာအဲ့လိုတတ္တဝါလေးတွေအဲ့လိုဖြစ်နေတာကိုမပြောဘဲနဲ့ခုစာရေးဆရာတွေကစာရေးကြတယ်ဒါပေမဲ့နဂါဆိုတာကသိပ္ပံပညာရှင်တွေကတော့ပြောတာပေါ့နော်သိပ္ပံပညာရှင်တွေကကဘာဥဒီကာသတွေကပွဲစိတ်ကလေးကပွဲစိတ်ဖြစ်တယ်ငကိုတွေကတီစီရာမပြောက်ဘူးလို့ပြောကြတယ်လေဘာပြောတာကောင်းပါလားအဲ့တော့ကျန်ချုပ်ပြီးပါအဲ့တော့အဓိကရည်ရွယ်ချက်ကတော့ဆိုလို့ကျင်တာကိုလေးနည်းနည်းပြောပါအောင်ဆိုလို့ကျင်တာလေအဲ့မှာကျွန်တော်ပြောချင်တာကတကယ်တော့ကြတော့လူတွေကပျောက်ဆုံးခြင်းကိုလူတွေကမသိကြပဲနဲ့အခုကပြောမယ်ဆိုလို့ရှိရင်ဒါပေမဲ့ကျွန်တော်ပြောတဲ့စကားထဲမှာရောက်ပါကြီးနေနော်နားမကောင်းဘူးလားမသိဘူးပြောနေဘာမှလူကြီးကိုတော်တော်လေးရောက်ခဲ့ရချင်းလေးကုံလုံး
ကိုကြီးပြစေ အားလုံးမြင်ဘင်္ဂလီဆောက်တာအမျိုးသားရေးသမားတွေဆန္ဒပြရဲလားဦးတင်စင်လက်ထက်လူမျိုး NLD လက်ထက်လူမျိုးဆန္ဒပြရဲလားလို့အဲ့ဒါပဲပြောချင်တယ်ကျေးဇူးတင်ပါတယ် မေကုံပေါ့နော်မြို့သားရေးသမားတွေဆန္ဒပြရဲလားဦးသိန်းစင်လည်းအမျိုးသားရေးသမားတွေပေါ့အမျိုးသားရေးသမားဆိုတဲ့နေရာမှာအမျိုးဘာသာသာသနာဆိုတဲ့မဘာသာဆိုတဲ့အဖွဲ့အစည်းရှိတယ်နောက်ထပ်အမျိုးသားရေးပါဆိုပြီးတော့ကိုအမိခံထားတဲ့သူတွေရှိတယ်နောက်ထပ်အမျိုးသားရေးကိုသွေးမအေးဘူးဆိုတဲ့သူတွေရှိတယ်မျိုးစိတ်တော့အမျိုးမျိုးကွဲတာပေါ့နော်အဲ့တော့ကျန်တဲ့မျိုးစိတ်တွေတော့မသိဘူးမဘာသာစစ်တွေကတော့အခုလောလောဆယ်ပေါ့အခုလောလောဆယ်ကန့်ကွက်စာတင်ထားပါပြီကန့်ကွက်စာဆိုတာနိုင်ငံတော်အဆင့်နိုင်ငံတော်အစိုးရကိုကန့်ကွက်စာတင်လိုက်ပြီနေပြီးတော့မဘာသာနေပြီးတော့မဘာသာရဲ့ကန့်ကွက်စာတင်မှုကိုပောက်ကိုတော်ကရက်တီချောင်းသူပြောတယ်နော်ဆရာတော်ကပြောလိုက်တယ်ပေါ့ကျန်တဲ့နောက်ထပ်ပေါ့နော်အမျိုးသားရေးအပြည့်သွေးမအေးသူများဆိုသူလည်းဝင်းရံတာကိုတွေ့ရတယ်အဲ့တော့အခုပထမဦးဆုံးခြေလမ်းအစအနေနဲ့ခြံစည်းရိုးစကာတဲ့အချိန်မှာနေမယ်ခြံစည်းရိုးစကာတယ်ဆိုတာတော့စပြီးစောက်ပြီးပေါ့လေတန်ဟိုဘယ်လိုခေါ်မလဲဆိုအင်္ဂလိပ်ပိုင်းချတော့မှာပေါ့ဘာကြောင့်ဆိုတော့ဒီအဆောက်အုံတစ်ခုစောက်မယ်ဆိုအရင်ဆုံးခြံစည်းရိုးကာရပါတယ်ဘာကြောင့်လဲဆိုတော့ဘယ်နိုင်ငံမှာဆိုအဆောက်အုံစောက်မယ်ဆိုလို့ရှိရင်အရင်ဆုံး construction site area ကိုကာရပါတယ်နော်အဲ့တော့ကြောင့်မစဆိုင်နေပြီစဆောင်တဲ့အချိန်မှာနေမယ်မဘာသာစပြီးတော့အခုဆိုရင်ကန်ကွက်စာတွေပို့ထားတာကိုတွေ့ရတယ်အဲ့တော့လုံရဲသလားဆိုတဲ့ကလုံလဲလုံနေတယ်မဘာသာစစ်တွေကတကယ်သက်တည်ရှိတယ်နော်အကျန်တဲ့သူတွေတော့ဘယ်လိုခေါ်မလဲဆိုတော့သူ့မြင်ကိုမြင်နေရှိရပါဒါစောက်တင်တယ်မစောက်တင်စသဖြင့်ပေါ့ကိုတို့အနေနဲ့ကစောက်တင်တယ်လည်းပြောချင်တယ်စောက်တင်တယ်ပြောချင်တယ်မဲ့ဒီလိုမျိုးပေါ့လူမှုရေးရာကိစ္စနိုင်ငံရေးရာကိစ္စဘာသာရေးရာကိစ္စဆိုတာအရသားအစိုးရလက်ထဲမှာပဲရှိတယ်အရသားအစိုးရပေါ်လာပြီးလွတ်တော်တွေပေါ်လာမှသာလျှင်လူဖွဲ့စည်းတွေကြားမှာညှိနှိုင်းပြီးတော့စောက်တင်တယ်ဆိုရင်စောက်မစောက်တင်ဆိုလို့မစောက်နဲ့ပေါ့နော်အဲ့လိုမျိုးတွေရှိအဲ့တော့မိကုန်းလေးကိုအတူချုံပြောရမယ်ဆိုလို့ရှိရင်မဘာသာတွေတကယ်မဘာသာစစ်တွေကတကယ်လောက်ပါတယ်အခုချိန်မှာမဘာသာတယောက်ဖြစ်ဖို့ဆိုတာမလွယ်ပါဘူးနော်ခါတိုင်းချိန်မှာတော့သူညင်းကိုကိုညင်းခုံနဲ့မဘာသာကိုခါတော့မိပြီးတော့တော့ထင်ပေါ်ခြင်းတဲ့သူတွေအတွက်ကတော့အဲ့ချိန်မှာတော့မဘာသာတယောက်ဖြစ်ရလွယ်ပေမဲ့အခုလိုမျိုးတိုင်းပြည်အုပ်ချုပ်တဲ့အစိုးရနဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ညင်းခုံမှုတွေနော်သဘောထားမတိုက်ဆိုင်မှုတွေဖြစ်လာချိန်မှာမဘာသာစစ်ဘာတူလဲဆိုတော့သိရတော့ပေါ့နော်အဲ့ဒါလေးစောင့်ကြည့်ရမှာပါကဲဒီလောကကြီးပြောပါမင်းလားဟုတ်ကဲ့မင်္ဂလာပါနော်ဥမအားလုံးဟိုခုနကိစ္စနဲ့ပတ်သက်လို့တော့ကျွန်တော်သိပြီးတော့မပြောချင်ဘူးပြောချင်ဘူးဆိုတာအဲ့ဘာသာရေးကိစ္စတွေကအဆင်မပြေဘူးဒါပေမဲ့လို့တစ်ချက်တော့ရှိတာပေါ့နည်းနည်းတော့ထိန်းချုပ်စေခြင်းတယ်ဥပဒေနဲ့ပေါ့သူများနိုင်ငံလည်းဒါထိန်းချုပ်တဲ့ဥပဒေတွေရှိတာပဲကျွန်တော်တို့နိုင်ငံမှာအောင်စောကုစနေမောင်မောင်မင်္ဂလာပါထိန်းချုပ်စေတယ်မောင်မောင်လည်းမင်္ဂလာပါဗျဟုတ်ကဲ့အားလုံးမင်္ဂလာပါ မင်္ဂလာပါကျွန်တော်တို့နိုင်ငံမှာအခုကဘလို့ဖြစ်နေလဲဆိုတော့ဟိုအချင်းချင်းတောင်မှကျွန်တော်တို့လက်သီးချင်းထိုးနေတယ်ဒါပေမဲ့လက်သီးချင်းထိုးနေတဲ့အရာကိုဓာချင်းခုတ်အောင်ပြောတဲ့လူတွေကအများကြီးဗျာအဲ့လိုမျိုးဖြစ်နေရတယ်မတက်တဲ့လူနေယောက်ကိုတဲ့အောင်ဘလို့ပြောရမလဲဆိုတဲ့စကားကိုမသိဟိုမပြောကြဘူး line ပေါ်မှာ social media မှာလက်သီးချင်းထိုးတဲ့လူကိုဓာချင်းခုတ်အောင်ညှောက်ထိုးပင်းကိုလှုပ်တဲ့လူတွေကအများကြီးဘာကြောင့်လဲဆိုတော့အဲ့ဒါပြောမှသူတို့ကထမင်းစားရမယ့်အနေအထားမျိုးဆိုတော့အဆင်မပြေဘူးလေကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ပြဿနာဒီလိုမျိုးတွေရှိနေတဲ့ပတ်လုံးကတော့ကျွန်တော်တို့လူငယ်တွေနောင်လာမဲ့မျိုးဆက်တစ်တွေကဒီလိုပဲသွားနေဦးမှာပဲကျွန်တော်တို့လူမျိုးတွေနိုင်ငံမှာဘာကြောင့်လူဦးရေမတိုးပွားလဲတမင်မွေးလိုက်ကြားစားလိုက်ဖြစ်နေတာကျွန်တော်တို့လူမျိုးတွေကလူဦးရေလည်းမတိုးပွားသလိုနိုင်ငံလည်းတိုးတက်မှုမရှိလာဘူးတစ်ဖက်သက်ကိုပဲကိုလိုချင်တာကိုပဲပြောတယ်ကိုလှုပ်ချင်တာကိုပဲပြောတယ်လှုပ်ချင်တာထက်ဖြစ်ချင်တာဖြစ်တဲ့နာကိုအရင်ဦးစားပေးလှုပ်ရမယ်ဆိုတာကိုမြန်မာလူမျိုးတွေခေါင်းထဲမှာမရှိဘူးကိုလှုပ်ချင်တာကိုဖြစ်ချင်တာပဲရှောက်ပြောနေတယ်ဖြစ်တဲ့နာပါလေကျွန်တော်တို့နိုင်ငံမှာဘယ်အရာအကောင်းဆုံးလဲဆိုတာကိုနားမလည်ကျွန်တော်တို့လူမျိုးတွေအဲ့တော့ကျွန်တော်ဖြစ်တဲ့ကျွန်တော်ကတော့ညီကုန်းချုပ်ပြောရရင်တော့လက်သီးထိုးနေတဲ့လူတွေကိုလက်တီးချင်းထိုးနေတဲ့လူတွေကိုဓာချင်းခုတ်အောင်တော့မြောက်ထိုးပင်းကိုမလုပ်ကြပါနဲ့လို့ပြောကြတယ်။ကောင်းပါပြီ။အဲ့တော့ကိုစနေပြောလို့ရပြီပြောပါဦးမြ။ကိုစနေပြီးမှတန်းစင်တွေသွားမယ်နော်။တန်းစင်ခဏဆောင်ပါ။ကဲကိုစနေပြောပါ။ ဟုတ်ကဲ့မင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါဗျကိုမမောင်ရဲ့ကျွန်တော်တို့ဒါလေးကိုသုံးသပ်ရရင်တော့ဘယ်လိုသွားတွေ့လဲဆိုတော့အရင်တော့မဘာသာရဲ့အခြေအနေကတော့ဟိုတမိန်တအာနာတခွန်အောက်မှာတီးမြဲလို့ရတယ်တမ်ပီယာအေဂျင့်နေတယ်လေနော်သူသုံးမြင်တဲ့ချိန်သုံးရုံပေါ့ဒီအချိန်မှာကျတော့တော်လန်ရေးကာလာတွေအတွက်ပြုတ်ကွဲသွားတဲ့အရာတွေရှိတယ်မဘာသာချင်းချင်းနဲ့ပြုတ်ကွဲနေတာပဲလေနော်
ပြောကွက်နေတာပဲအဲ့တော့အရင်အချိန်နဲ့မတူတဲ့ကာလာတွေကနေပြီးတော့မှဒီဝါရာမိုင်းကိုထားသုံးလိုက်တာပဲသူကတော့နိုင်ငံရေးဒါဝါရာမိုင်းသုံးလိုက်တယ်သုံးလိုက်ပေမဲ့မဘာသာထဲမှာနှစ်ချမ်းကွဲသွားပြီလေတချို့အရာတွေမသိသိတဲ့အရာတွေကအခုနေပြည်တော်ကိစ္စကမဘာသာဖော်ထုတ်လို့ပေါ်လာတာဘယ်သူမှမသိဘူးနော်အဲ့တော့မတူညီတဲ့ကာလမှာတမတော်အုပ်ချုပ်သူကနားမလဲဘူးမတို့မဘာသာတွေလေပြုတ်ကွဲတယ်လို့တမ်းပြည်မှာပြုတ်ကွဲတယ်လို့ရှိတယ်ဆိုတော့ तू မသိဘူးအဲ့တော့ညုံမြတူးရင်းနေပုတ်စင်ဥပေါ်သွားတဲ့ကိစ္စတွေနော်ကျွန်တော်အချုံနဲ့ပြောရရင်တော့အခုဦးမေအောင်လိုင်းကနေဒီဟာကိုခွင့်ပြုလိုက်တဲ့အရာကိုလည်းကျွန်တော်တို့ကမကန့်ကွက်ပါဘူးနိုင်ငံဆိုတာကကျွန်တော်ကတခါလုံးကဘုန်းကြီးကျောင်းမှာရှောင်နေတဲ့ချိန်တုန်းကရဟန်းတန်ခါငယ်တွေဦးစင်းလေးတွေ80 100လောက်ရှိတယ်သူတို့ကတော့ဒေါ်အောင်ဆန်းစုကြည်ကိုအရင်အပြစ်ပြောတော့ကျွန်တော်ကပြောပြတာပေါ့အရှင်ဖျားတို့ဗျာဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံအုပ်ချုပ်သူဖြစ်တဲ့အတွက်ကိုယ်နိုင်ငံအကြိုက်ကလေးပဲဥပဒေတော့ဘာသာရေးနဲ့ပတ်သက်ရင်အုပ်ချုပ်လို့မရပါဘူးဗျာအင်တာနက်ချင်းနဲ့ဆက်ဆံနေကြတာကဘာနဲ့ဆက်ဆံနေတာဖြစ်တဲ့အတွက်ကဘာအကြိုက်နဲ့ကျွန်တော်တို့ကဥပဒေပြုရပါတယ်ဗျာကျွန်တော်ကဦးစင်းလေးတွေကိုပြောပြတယ်မဟုတ်ဘူးကွာဒါကဗုဒ္ဓဘာသာနိုင်ငံမတို့နိုင်ငံအဲ့လိုမျိုးနဲ့တို့ကအကြောက်ကညင်ကြတာပေါ့အခုကျွန်တော်ပြောခဲ့တဲ့စကားတွေတမန်နိုင်ငံရဲ့အတိုင်းအတာထဲမှာနိုင်ငံခင်းချင်းနဲ့မိအောင်ဦးမင်းအောင်လိုက်ဖြည့်ဆည်းပေးရမှာပေါ့ရှေ့ရမယ်လေကျွန်တော်တို့ကန့်ကွက်လို့ရမလားကဘာနဲ့ရင်မောင်တန်းနေတာလေတချင်တော့ကန့်ကွက်လို့ရတယ်ဆိုတော့ခင်ဗျားတို့ပြောချင်တဲ့စကားကအပေါ်ကပြောခိုင်းလို့ပြောတာခင်ဗျားတို့ယင်နေရဆန္ဒမဟုတ်ဘူးလက်ရှိတကယ်သွင်းတော့ရမယ့်ချင်းကြောင့်ဦးမင်းအောင်လည်းမကဲနိုင်တော့ဘူးလေဒေါ်အောင်ဆန်းစုကြည်တွားခဲ့တာလည်းမလို့မဟုတ်ဘူးကဘာအကြိုက်ဥပဒေတိဆောက်ရတာဒါတကူကိုကျွန်တော်ရှင်းပြခဲ့တယ်ဒီနေ့သူတို့ပြောတဲ့အရာတွေကဘာကကွဲနိုင်တယ်ဦးမင်းအောင်လေကဘာချက်ပြူရတာပဲကဘာနဲ့ရင်မောင်တန်းနေကြတာကျွန်တော်တို့မကြိုက်ဘူးဆိုတာယင်နေရဆန္ဒမကြိုက်တာငိုကြွေးရတာယင်နေမှာလူခွင့်ရေးတွေကိုမတားမြစ်ပါဘူးဘာသာရေးခွင့်ရေးတွေကိုကျွန်တော်တို့မတားမြစ်ပါဘူးဦးမင်းအောင်နိုင်ကိုတားမြစ်နေတာမဟုတ်ဘူးသူလိုရမယ့်အရာကနိုင်ငံခင်းချင်းငါတို့သာသနာပြန်ပွားဖို့ရငါတို့ဘယ်လိုစူးစမ်းကြမလဲကလေးသူငယ်တွေဘောတော့ဘာသာအခြေခံဖြစ်အောင်ဘယ်လိုလုပ်မလဲငွေတွေပေးပြီးတော့မှတရားလိုက်ဟောရတဲ့နေရာမှာငါတို့အလကားတွေလိုက်ပြီးတော့ဒေသစာကြီးဖြန့်ချီပြီးတော့တရားဓမ္မတွေဖြန့်ချီမလားအခုဒေါက်တာပွဲရဘူးလားတခုကိုတောင်တန်းဒေသတခုကိုသွားရမယ်ဆိုလို့ရှိရင်အရန်ညုံညင်တာကျွန်တော်ကိုယ်တိုင်တွေ့ခဲ့တဲ့ဒေါက်တာပွဲရဘုန်းကြီးတွေနေဆက်ဆံခဲ့တဲ့သူကျွန်တော်လင်္ကာ6ပါးနဲ့အတူတူနေလာခဲ့တာရင်ထဲကဆန္ဒတွေကျွန်တော်အကုန်ကြားခဲ့ရတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာတိုးတက်ပွင့်ပြောင်းအောင်ကငါတို့အချင်းချင်းတွေပဲပွင့်ပြောင်းအောင်ပြန်ဝအောင်လုပ်ပြီးတော့မှဒါတွေကိုငါတို့စူးစမ်းမှာမို့လားသမားဘာသာကိုကန်ထုတ်ပြီးတော့ငါတို့ဘာသာကြီးပဲတယောက်တည်းအပြည့်ပြန်ပြီးပထမရလို့ဖြစ်မလားခင်ဗျားတို့သမားနိုင်ငံမသွားနဲ့လေသမားနိုင်ငံကမင်းတို့ဗုဒ္ဓဘာသာကိုလက်မခံဘူးဆိုတာဒီအစ္စလာမစ်အာရနိုင်ငံတွေကမင်းတို့ဘယ်နိုင်ငံအကောင်မှမလားလားဘယူးမဆိုင်ဘူးသူတို့နိုင်ငံကချမ်းသာတယ်ရှင်နံတတိတွေဘယ်နိုင်ငံမှမလားလဲစောက်ပြူးမဆိုင်ဘူးငါတို့နိုင်ငံမှာအဲ့လိုမနေနိုင်ဘူးအကိုရဲ့ဒီတော့ကိုစနေပြောတာအခုဘယ်လိုခေါ်မလဲဆိုတော့ဦးမင်းအောင်လိုက်လောက်ရများသည်လှုပ်တင်လှုပ်ထိုင်လို့လောက်တာဖြစ်တယ်ဗလီစောက်တာလဲစောက်တင်တယ်နိုင်ငံတော်ရဲ့ဒါဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံတကာဆက်ဆံရေးအတွက်နော်ကဘာလဲရှုမြင်တင်အောင်လို့စောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစင်မောင်အနေနဲ့ဒါသဘောတယ်ပေါ့နော်ဟုတ်ပြီခဏလေးစောင့်ပါနော်အဲ့တော့ကတန့်စင်လက်ပြအောင်မင်္ဂလာမင်္ဂလာပါဗျာဟုတ်ပါဘူးဘုရားတော့ကြားနေမြင်နေတွေ့နေရတာတော့အမျိုးဘာသာသာသနာနဲ့ပတ်သက်ပြီးပြောနေကြတယ်အမျိုးရဲ့ဘာသာရဲ့သာသနာရဲ့၃မျိုးရှိတယ်အမျိုးဆိုတာက135မျိုးကိုရည်ရွယ်တယ်ဘာသာဆိုတာကစကားကိုရည်ရွယ်တယ်သာသနာဆိုတာအဆုံးအမကိုရည်ရွယ်တယ်ဗုဒ္ဓဆိုတာဘာလဲဘာသာဆိုတာကဘာလဲဒါကိုအဓိကသိရအောင်ဗုဇ္ဇတိတိဗုဒ္ဓဗုဇ္ဇတိတိတ္တဤဣတိတ္တမထိုးကြောင့်ဗုဒ္ဓဗုဒ္ဓလို့မြည်တယ်ဘာသာဆိုတာကစကားဘာတွေကိုသိတာလဲဆိုတာကိုအရင်လေ့လာရအောင်နံပါတ်1သမုဒယသစ္စာဒုက္ခသစ္စာမဂ္ဂသစ္စာနိရောဓသစ္စာသစ္စာ၄ပါးကိုသိတယ်ဒါကြောင့်ဗုဒ္ဓလို့ခေါ်တယ်ဘာသာဆိုတာစကားဖယားရဲ့စကားကိုလိုက်နာရမယ်သာသနာဆိုတာအဆုံးအမအမျိုးရဲ့ဘာသာရဲ့သာသနာရဲ့135မျိုးထဲမှာအကုန်ပါတယ်နော်အဲ့ဒီထဲမှာ135မျိုးထဲမှာအခုဗလီကိစ္စနဲ့ဆိုင်လား135မျိုးထဲမှာဗလီကိစ္စနဲ့ပတ်သက်ပြီးဆိုင်လားပါလားအစ္စလမ်လူမျိုးပါလားအမျိုးရဲ့ဘာသာရဲ့သာသနာရဲ့၃မျိုးနော်
135မျိုးအမျိုးဘာသာစကားသာသနာအဆုံးအမဒါကျွန်တော်ရှင်းရှင်းလေးပြောရတာနော်ဖယားသားတော်တွေဖယားရဲ့အယူအဆကိုလက်ခံလိမ့်မယ်ကျွန်တော်ကတော့ဟုတ်လားအခုခေတ်ပိုင်းမှာဒီအမေစုလက်ထက်တုန်းကလည်းရွှေအိုမဘာဖြစ်လဲဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒန်းတူညီမြအခွင့်အရေးဆိုပြီးလှုပ်ကြတယ်အောက်ကဆဲကြတယ်ဆိုကြတယ်တကယ်လှုပ်စေခြင်းနဲ့ဆိုရင်တစ်မျိုးတည်းမလှုပ်နဲ့ဘာသာကြီး၄ရက်ရှိတယ်မြန်မာနိုင်ငံမှာစောက်မယ်ဆိုရင်ဘာသာရေးစောက်ဦးစောက်မယ်ဆိုလို့ရှိရင်၄မျိုးလုံးစောက်ရမယ်ဟုတ်လားကျွန်တော်ပြောတာအခုဖြစ်နေတာကလက်ခံတဲ့ဘက်ကပါတာရှိတယ်လက်မခံတဲ့ဘက်ကရှိတယ်အကုန်လုံးအခွင့်အရေးတန်းတူညီမျှအခွင့်အရေးဆိုတာကတော့ရှိတယ်ဒါပေမဲ့လှုပ်တဲ့နေရာမှာမျက်နှာမနိုင်ပဲလှုပ်ရမယ်မင်္ဂလာပါကျွန်တော်တို့ခဏကိုစကားဖြတ်ပြောလို့တော့မဟုတ်ဘူး ညစကားဖြစ်တယ်ကျွန်တော်သူကပြောနေတာထောင်းမယ်ကဲကိုတန်းစင်ပြောတာကတတိယပြပြောမယ်ဆိုရင်ဘာသာဗုဒ္ဓဘာသာမှာဟုတ်လားဗုဒ္ဓအဆုံးအမတွေမှာအစ္စလမ်ဘာသာတွေဘာတွေမပါဘူးပေါ့နော်ဆိုတော့ကျွန်တော်တော့အစ္စလမ်ကိုတိုက်ခိုက်ရမယ်တော့အစ္စလမ်နဲ့ပတ်သက်ပြီးတော့စန့်ကျင်ရမယ်ဆိုတော့မပါဘူးအခုပြောမှဆိုရင်အခုဗလီဆောက်တာကိုလည်းကိုတန်းစင်နေနဲ့မကန့်ကွက်ဘူးအားလုံးစောက်တင်တယ်ဟုတ်လားလုံရင်အားလုံးအတွက်ဘာသာတွေအားလုံးအတွက်အကျိုးရှိအောင်လုပ်ပေးရမယ်ပေါ့နော်ဟုတ်လားအဲကြောင့်မို့လို့ဗလီဆောက်တာကိုတန်းစင်ဗုဒ္ဓဘာသာတယောက်နေနဲ့နော်နားလေသူတယောက်နေနဲ့မကန့်ကွက်ဘူးပေါ့ဟုတ်လားအဲ့လိုဆိုလို့ကျင်တာလားသိတယ်လားတန်းတူညီမျှအောင်လုပ်တောင်းနေရရှိတင်တာအခုဗလီဆောက်တာနဲ့ကိုတန်းစင်နေနဲ့ဆိုရင်အရှိကမှာဘာသာကြီးလေးမျိုးဆောက် yes ချေမှာလို့ထဲမှာအခုလောလောဆယ်ဗလီဆောက်တာလည်းနိုးထဲမှာလို့ထဲရောက်ပါအဲ့တော့ကိုက patriotic ကျေးဇူးများတယ်မှာနော် patriotic ကိုလည်းပေးပြရစီဟုတ်ကဲဟုတ်ပြီ patriotic ဘယ်လဲ person ကိုမိုက်ဖွင့်ပေးမယ်နော်လဲနေစကားပြောမင်္ဂလာပါကိုကြီးအားလုံးပဲနော်မင်္ဂလာပါကျွန်တော်တို့ကိုကြီးနှစ်ချက်လောက်တော့ကျွန်တော်ပြောချင်တယ်ပေါ့ကျွန်တော်ဝေဖန်တာမဟုတ်ဘူးတိုက်ခိုက်တာမဟုတ်ဘူးအကိုနှစ်ချက်လောက်ကျွန်တော်မေးချင်တာပေါ့အကိုသုံးသပ်ပေးပါဦးကျွန်တော်မြန်မာနိုင်ငံမှာအခုလက်ရှိအာဏာအားလုံးရဲ့အာဏာဒီကျွန်တော်တို့ပြည်သူတွေရဲ့လက်ထဲမှာတော့မရှိဘူးဆိုပေမဲ့ဒီစစ်တပ်ကလက်အောက်မှာရှိရမှာလားအဲ့ဒီအာဏာတွေအားလုံးတွေဒီဥပဒေဒီအာဏာတွေဒီကျွန်တော်တို့စစ်တပ်တွေရဲ့လက်ထက်မှာရှိရမှာလားအောက်မှာရှိရမှာလားအဲ့လားလေးတစ်ချက်ကနောက်တစ်ခုကကျတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီကျွန်တော်တို့ပြောမှဆိုလို့ရှိရင်ကျန်းမာရေးပါတီတော်တော်များများမှာပြောနေကြစကားအတုံးလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့အမျိုးဘာသာသာသနာကိုကာကွယ်စောင့်ရှောက်ရမည်ဆိုတဲ့စကားတစ်ခုရှိတယ်ဒါပေမဲ့အဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘယ်လိုပြောချင်လဲဆိုတော့အမျိုးဘာသာသာသနာကိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကဘယ်အမျိုးနဲ့ဘယ်ဘာသာဘယ်သာသနာကိုကာကွယ်ရမှာစောင့်ရှောက်ရမှာလဲကျွန်တော်တစ်ချက်လောက်မေးချင်တယ်မြန်မာနိုင်ငံမှာလက်ရှိနေထိုင်နေတဲ့ကျွန်တော်တို့လူမျိုးဘာသာမရွေးမခွဲခြားဘဲနဲ့ကာကွယ်ရမှာလားဘာသာအားလုံးကိုစောင့်ရှောက်ရမှာလားအဲ့လားလေးတစ်ချက်လောက်ကျွန်တော်အကိုအနေနဲ့သုံးသပ်ပေးပါအောင်လို့ပြောချင်တယ်ဘယ်ကောင်းလဲမေးကောင်းပါနော်ပထမဆုံးတစ်ချက်အနေနဲ့အခုလောလောဆယ်ပေါ့နိုင်ငံရဲ့အုပ်ချုပ်ရေးအာဏာတရားစီရင်ရေးအာဏာပြီးလို့ရှိရင်ဥပဒေပြုရေးအာဏာပေါ့နိုင်ငံတစ်ခုအုပ်ချုပ်တဲ့နေရာမှာဒီမန်နိုင်ကြီး3ရက်နဲ့အုပ်ချုပ်တာဒီ3ရက်လုံးဟာအခုလက်ရှိအခြေအနေမှာဘယ်ပြည်သူလက်ထက်မှာမှမရှိပါဘူးဒီအာဏာကြီး3ရက်လုံးဟာကျွန်တော်တို့ပြီးခဲ့တဲ့အခု9လပိုင်းအထိပေါ့ကာကွယ်ရေးဦးစီးချုပ်ရဲ့လက်ထက်မှာရှိခဲ့ပါတယ်နော်ကာကွယ်ရေးဦးစီးချုပ်လက်ထက်မှာရှိခဲ့တယ်အခြေခံဥပဒေအရတမရကပုံမှန်4-1ခွန်အရရေးပေါ်ခြင်းနဲ့ကျင်ညာပြီး4-1-8ရလွှဲပေးလိုက်တယ်4-1-9ရဆက်လက်အုပ်ချုပ်တယ်ပေါ့အခြေခံဥပဒေအရအဲ့တော့သူ့လက်ထက်မှာအာဏာ3ရက်လုံးနိုင်ငံတစ်ခုရဲ့ချုပ်ချအာဏာကိုသူ့ထည့်ထည့်ထားတယ်သူ့လက်ထက်ထည့်ထားတယ်အဲ့တော့အခုနဆကကိုဖျက်သိမ်းပြီးတော့ရေးပေါ်ခြင်းတွေကိုသူကပုံမှန်ဟောအကုန်လုံးရေးပေါ်ခြင်းတွေအားလုံးကိုသူဖျက်သိမ်းလိုက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံမှာရှိတဲ့အာဏာကြီးအားလုံးထဲမှာမှတရားစီရင်ရေးအာဏာနော်အုပ်ချုပ်ရေးအာဏာကိုတော့အခုအဖွဲ့အစည်းတွေရဲ့အနေနဲ့လွှဲပေးပြီးပါနာအာလာပေါ့နော်နာလာအာနောက်ထပ်တရားဥပဒေပြုရေးနဲ့ဥပဒေပြုရေးကိုတော့အခု
ကာလုံကစက်ကင်ထားရဆိုတော့ကာလုံကိုလည်းအခုလောလောဆယ်ဦးမင်းအောင်နိုင်ကယာယီသမရယာတူယူထားပြီးတော့နော်ဆက်လက်ပြီးကင်ထားတဲ့အတွက်ကြောင့်မို့လို့အခုချိန်မှာနိုင်ငံရဲ့အာဏာပေါ့အုပ်ချုပ်ရေးအာဏာတွေအကုန်လုံးဟာဒီနလာအရဲ့ကာလုံရဲ့နှစ်ခုရဲ့အောက်မှာပေါ့နော်ဒီခဏပြောတဲ့စစ်ကော်မရှင်ရဲ့လက်အောက်မှာပဲရှိနေပါသေးတယ်နော်အဲ့တော့အဲ့အတွက်ကြောင့်မို့လို့အာဏာမှာရှိနေဆိုသူတို့မှာရှိနေတယ်ပေါ့ဒါအခြေခံဥပဒေကြောင့်ရဆိုလို့ရှိရင်တော့ဒါမှန်နေတယ်ပေါ့လေနော်ပြောရမယ်ဆိုရင်ဟဲ့လားဒါမှထောက်ပြစရာဝေဖန်စရာတွေအများကြီးရှိပါတယ်ဟုတ်ပြီဒါကတော့နံပါတ်1ချက်များပြီးသွားတယ်နော်ကို patriotic person အမျိုးဘာသာသာသနာအမျိုးဘာသာသာသနာဆိုတာမဘာသာအမျိုးဆိုမှတော့2မျိုး3မျိုးမရဘူးလေနော်အဲ့တော့အမျိုးဘာသာသာသနာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗုဒ္ဓဘာသာရဲ့ဒီပေါ့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေမြန်မာပြည်သားတွေအားလုံးရဲ့အမျိုးဘာသာသာသနာဆိုတာကဘာသာသာသနာနော်ကိုစောင့်ရှောက်ခြင်းဖြစ်ပါတယ်အဲ့တော့အစ္စလာမ်မှာလည်းသူတို့ရဲ့အစ္စလာမ်ဘာသာကိုကာကွယ်စောင့်ရှောက်ဖို့အတွက်သူတို့မှာလည်းအစ္စလာမ်ဘာသာဆိုတာစောင့်ရှောက်ပြီးသားငကိုတွေကကျွန်တော်တို့ဒီမဘာသာတွေနေတဲ့ဒီမဘာသာတွေနေရာသူတို့စောင့်ရှောက်တယ်ပေါ့ဆိုလို့ကျွန်တော်ကတော့ဗုဒ္ဓဘာသာသူ့ဘာသာသူစောင့်ရှောက်လိုက်မယ်နော်အစ္စလာမ်လည်းအစ္စလာမ်ဘာသာကိုစောင့်ရှောက်လိုက်မယ်ခရစ်ယာန်လည်းခရစ်ယာန်ဘာသာကိုစောင့်ရှောက်လိုက်မယ်အဲကြောင့်မို့လဲဘာသာပေါင်းစုံညီညွတ်ရေးတို့ဘာသာပေါင်းစုံဆွေးနွေးရေးတို့ဆိုတာဖြစ်လာတာပါနော်အဲ့လိုပဲကျွန်တော်အနေနဲ့ဒါလက်ရှိရေဘူးရအဖြစ်ဖြေနိုင်ပါတယ်ဟုတ်ပြီအေးမင်္ဂလာပါအေးမိုက်ဖွင့်ပေးမယ်နော် ဟုတ်ကိုအောင်မင်္ဂလာပါဟိုပါလေအခုပေါ့နော်ဒီကျွန်တော်တို့နေပြည်တော်မှာမွတ်စလင်ကလားတွေကိုပေါ့နော်ပြီးပါနေပြီးတော့လက်ခံဖို့အတွက်ပလီဆောက်ရလားကောင်းအဲ့မိကိုမဲ့လိုက်ပြောပါအောင်သေချာစက်မိပဲဟုတ်တော့ကျွန်တော်ကတော့စဉ်းစားမိတာဘာဆိုတော့ဒီဗုဒ္ဓဘာသာနဲ့ခရစ်ယာန်နဲ့ကသူ့အတူနေထိုင်လို့ရဒီကလားတွေကိုပြီးပါကလားတွေကိုပေါ့နော်အခုဆောက်ပေးလိုက်ပြီတဲ့သူကကလေးယူတဲ့ဟာတွေမွေးဖွားနှုံးတွေပေါ့နော်မရဆိုတဲ့လင်္ကာချောင်းအဲ့လိုမျိုးနဲ့ဆယ်ရာစုတစ်ခုရောက်လို့ရှိရင်မြန်မာလူဦးရေထက်အကောင်တွေပိုများသွားမနိုင်ဘူးလားဘာလို့ဆိုတော့ကျွန်တော်ဘာဖြစ်လို့ဆိုတော့အခုစဉ်းစားကြည့်ပါနော်ဘာလို့ဆိုတော့အခုတွေရခိုင်ဘက်မှာပေါ့နော်အစတော့လူဦးရေနည်းနည်းနဲ့နေပြီးတော့ဟုတ်လားဆယ်ရာစု15ရာစုတိုးတဲ့မှာဒီကောင်တွေတအားကြီးလူဦးရေပေါက်ပွားနှုံးတွေများလာတယ်ကျွန်တော်တိုင်းသားညီကိုတွေကအချင်းချင်းတိုက်တယ်ခိုက်တယ်ပေါ့နော်သေကုန်ပြည့်စည်ရဒီကောင်တွေကအေးစစ်ဒီကောင်တွေကအယူရဲအထောက်ပံ့နေပြီးတော့ဟုတ်လားစားတော့ပြီးတော့ဒီကောင်တွေကလေးမွေးပြီးတော့အေးစစ်စောင့်တယ်ကျွန်တော်လူမျိုးတွေအားလုံးပေါ့နော်ရုံးနေလာတဲ့အချိန်မှာဒီကောင်တွေစစ်တိုက်စရာမလိုဝေးနဲ့သူ့ဘာသာရေးအကြောင်းပြပြီးတော့ပေါ့နော်သူလူကြီးပြန့်ပွားနှုံးနေနေပြီးတော့ကျွန်တော်တို့နိုင်ငံကိုတစ်ချိန်ချိန်မှာအဲ့ကောင်တွေတိုင်းသွားလိမ့်မယ်လို့ကျွန်တော်ကတော့စဉ်းစားမိရပါဒီကောင်တွေကိုပြပြသားသားအခုချိန်မှာအခွင့်ပေါ့နော်အများကြီးမပေးဘဲနဲ့ပေါ့လိုရတဲ့အများကြီးမပေးဘဲနဲ့ပေါ့အဲ့လိုမျိုးကန့်ထားလို့ရှိရင်မကောင်းဘူးလားဘာလို့ကိုယ့်နိုင်ငံမှာအမျိုးသားလုံခြုံရေးအတွက်ပြီးတော့ကိုယ့်ဘာသာတရားတွေကဒီချိန်မှာသူလူအင်အားနည်းလို့သာလဲသူမတိုက်ခိုက်တာလူအင်အားများလာရင်ကိုယ့်ရဲ့ဘာသာတရားတွေကိုလည်းအထီးမပြင်းဒီကောင်တွေလောက်လာမှာပဲကဘာကြီးမှာအခုလဲနိုင်ငံတကာမှာဒီကောင်တွေကြီးတောင်းကျမ်းနေတာပေါ့နော်ကျွန်တော်တို့ဒီမြန်မာတိုင်းသားညီကိုတွေအားလုံးပေါ့နော်အဲ့ဒါတွေကိုတော်တော်ကြီးတတိထားဖို့လိုရတာပေါ့နော်ကျွန်တော်အဲ့လိုမျိုးမြင်မိရပေါ့တိတ်ကောင်းတဲ့စကားပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့နှစ်ဖက်ကြည့်ရမယ်မျိုးဖြစ်သွားတယ်အဲ့ဒီနှစ်ဖက်ကြည့်ရမှာလဲဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့နော်ဖြေပြပါမယ်နော်ပထမဆုံးတစ်ချက်အနေနဲ့ကနိုင်ငံတကာစီးမြင့်စည်းကမ်းတွေလူခွင့်ရေးစံနှုန်းတွေနော်modern country modern culture ရဆိုလို့ရှိရင်တော့ဒါကမှားယွင်းတဲ့အယူဆတစ်ခုလို့ညီလေးပြောတဲ့အယူဆတွေကမှားယွင်းတဲ့အယူဆလို့ပြောလို့ရတယ်ဒါက theory အားဖြင့်လုံးဝမှားယွင်းနေတယ်ပေါ့နော်တော့လည်းလက်တွေ့ကျတဲ့နိုင်ငံရေးမှာကြတော့လက်တွေ့ကျတဲ့နိုင်ငံရေးလက်တွေ့ကျတဲ့လူမှုရေးလက်တွေ့ကျတဲ့ protocol ဆိုလို့ရှိရင်လူprotocol မှာပြည်သူတွေလူဖွဲ့စည်းတွေတွေ့ကြုံနေရတဲ့ဘဝမှာကြတော့ဒီနေ့ပြောတာမှန်နေတယ်အဲ့ဒါဥပမာတစ်ခုပြောမယ်ကိုတို့ဥရောပနိုင်ငံတွေမှာနော်ဥရောပသားတွေဟာခလေးတော်မမွေးကြတော့ချို့ဆို single mother တောင်ခလေးတစ်ယောက်အများဆုံးပဲတစ်ယောက်တော့မှသူတို့မမွေးချင်တော့ဘူးဘာကြောင့်လဲဆိုတော့ခလေးတစ်ယောက်မွေးရတဲ့ဒုက္ခဟာတော်တော်ကြီးပါတယ်အဲ့ခလေးကိုဂယူဆိုင်ယာမာနဲ့သိတယ်မလားအဲ့ခလေးတစ်ယောက်2ယောက်လောက်မွေးထားပြီးပြီဆိုရင်တော့မှ2ယောက်လောက်ထပ်မွေးလိုက်ပြီးသွားပြီဒီမိသားစုတစုဟာအလုတ်ဒီနိုင်ငံတွေမှာအလုတ်ပတ်စံရတာဟိုပတ်စံရတယ်ပတ်စံရပြီးလို့ရှိရင်လုံသမားတစ်ယောက်ခံစားခွင့်ရလဲအရန်ကောင်းတယ်ဆိုလိုချင်တာကတစ်နှစ်အလုတ်လိုက်လို့ရှိရင်တစ်လတိပေါ့နော်တစ်လခွဲလောက်ကခရီးသွားလို့ရတယ်ဒါပေမဲ့အဲ့လိုခရီးသွားမဲ့ချိန်တွေဟာမိသားစုတွေအချိန်ပေးလိုက်ရတယ်ခလေးတွေအချိန်ပေးနေတဲ့အတွက်ကြောင့်ခလေးကိုတုံတန်နဲ့မယူကြတော့ဘူးအဲ့တော့ခလေးမရှိရင်လည်းမိသားစုတစုကမပြေလည်နိုင်တဲ့ခါကျတော့လူတွေကဘာမွေးရခွေးမွေးကြတယ်အားလုံးခွေးလေးတွေတစီနဲ့သွားတယ်အဲ့တော့တဖြည်းဖြည်းနဲ့တို့ဥရောပသားတွေရဲ့လူဦးရေကတဖြည်းဖြည်းနဲ့
ရှုံသွားတယ်ရှုံပြီးတော့နောက်ပိုင်းဆိုလို့ရှိရင်အခုနောက်ပိုင်းမှာဥရောပသားတွေပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေဟာဆက်လုပ်မဲ့သူတွေမျိုးဆက်မရှိတော့တဲ့အတွက်ကြောင့်မလို့စီးပွားရေးလုပ်ငန်းတွေပြန်ရောင်းနေတာရှိတယ်အခု online မှာဒီလေးကိုသိကြတာဥပမာအဖြစ်ဒါကိုပြောပြနော်ကျွန်တော်တွားကြည့်လိုက် online မှာကုမ္ပဏီတွေပြန်ရောင်းနေတာအများကြီးဘာကြောင့်လဲဆိုတော့ငါတို့တွေကမလုပ်နိုင်တော့ငါတို့သားသမီးတွေကလည်းမလုပ်နိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့ဥရောပသားတွေရဲ့နော်ဟိုလူဦးရေကိုဘယ်သူကရှော့ချရလဲဆိုလို့ရှိရင်ဘယ်သူကမှရှော့ချတာမဟုတ်ဘူးသူတို့တွေရဲ့ဘယ်လိုခေါ်မလဲဆိုတော့မိသားစုထက်တတိပုဂ္ဂလကိုယ့်ရဲ့ဘယ်လိုခေါ်မလဲကိုယ့်ဘဝကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ့်ရဲ့ဒီပျော်ရွှင်ရေးကိုဦးစားပေးရတဲ့အတွက်ကြောင့်မို့လို့ဒါကလေးတွေမမွေးတော့ဘူးခွေးပဲမွေးပြီးနောက်ဆုံးပိတ်တော့ဥရောပသားတွေကဖြည်းဖြည်းညော့လာဒါပေမဲ့အဲ့မှာကိုတို့ဒီဥရောပမှာလက်ခံလိုက်တဲ့အစ္စလမ်ဘာသာဝင်တွေဆိုမာလီယာတို့နော်ဒီအရှေ့လေပိုင်းနိုင်ငံတွေကနေဝင်လာတာသူတို့ကြတော့ဘာသာရေးအဖြစ်တင်ကြားထားမှုယဉ်ကျေးမှုအဖြစ်တင်ကြားထားမှုရန်ကို strong ဖြစ်တဲ့ခါကျတော့ခွေးတွေပိုင်းသူတို့မမွေးဘူးသူတို့ကလေးကိုဦးစားပေးပြီးမွေးတယ်မိသားစုစုကအနှိမ့်ဆုံး9ယောက်လောက်မွေးကြတယ်10ယောက်လောက်မွေးကြတယ်ဒါအဲ့တော့သူတို့ကမိသားစုကိုဦးစားပေးတယ်ဘာသာရေးကိုဦးစားပေးတယ်အဲ့တော့တဖြည်းဖြည်းနဲ့ဘာဖြစ်လာတဲ့ခါကျတော့ဥရောပရဲ့ဒီပေါ့နော်လူဦးရေကနည်းလာပြီးတော့အစ္စလမ်ဘာသာဝင်တွေရဲ့လူဦးရေကလည်းများလာတယ်ဒါကလည်းဒါပွင့်နေပြောရရင်ဥရောပကိုလည်းဘယ်သူကမှနော်ကျန်တော့မှာလူဦးရေရှော့ချနေတာမဟုတ်ဘူးဒါလူခွင့်ရေးအဖြစ်နော်ဘယ်သူမဆိုတာလို့လဲဆိုတော့ဒါကလက်တွေ့ရင်ဆိုင်နေရတဲ့ပြဿနာဖြစ်တယ်အဲ့တော့ဥရောပမှာတဖြည်းဖြည်းနဲ့အစ္စလမ်တွေများလာတဲ့အခါမှာဟုတ်တယ်လေလူဦးရေများလာရင်အဲ့လူဦးရေများလာတော့သူပြည်သူတွေရဲ့ဘယ်လိုခေါ်မလဲဆိုဆန္ဒကအဓိကကျတယ်အဲ့တော့ဥပဒေပိုင်းပြင်တဲ့နေရာမှာတဖြည်းဖြည်းနဲ့ဥရောပမှာအစ္စလမ်တွေများလာပဲနောက်ပိုင်းမှာတို့ဥရောပနိုင်ငံတွေကိုအစ္စလမ်လက်ထက်ကိုအပ်ရမယ်ဆိုရင်လည်းဒါကမှားယွင်းတဲ့ theory ဆိုတာလုံးဝမဖြစ်နိုင်ဘူးကိုမမိသားစုနဲ့နော်ကိုဘဝကိုပျော်ရွှင်မှုပဲခရီးဆိုင်နေရင်သူများခရီးဆိုင်တဲ့မိသားစုကိုခရီးဆိုင်တယ်ဟဲ့လားကလေးတွေလည်းမွေးကြတယ်ဆိုတော့သူတို့လက်ထက်ကိုပါသွားတာဟာဒါကအံ့ဩစရာမဟုတ်တယ်လို့ဒါတရားမမျှတမှုမဟုတ်ဘူးလည်းပြောတယ်အဲ့လိုမျိုးဖြစ်စေချင်ဘာလို့ရမလဲကိုလည်းမွေးကြပေါ့ဟုတ်တယ်မလားအဲ့တော့လူဝင်မှုကြီးကြပ်ရေးနဲ့အစ္စလမ်ကိုလည်းအစ္စလမ်ဘယ်လိုမျိုးပေါ့ဒုက္ခတွေလက်ခံတဲ့အခါမှာလည်းအကန့်အသတ်နဲ့လက်ခံပေါ့အဲ့တော့မတရားလည်းလက်ခံတယ်ကိုလူမျိုးကလည်းမမွေးတဲ့ခါကျတော့ကြာလာတဲ့ခါမှာကြာလာရင်အစ္စလမ်နိုင်ငံတော့ဖြစ်သွားမယ်ဆိုတာလည်းငင်းလို့မရတဲ့ challenge တွေပါတယ်ပေါ့နော်အဲ့တော့အခုတို့မြန်မာပြည်မှာဒီလိုပဲတို့ဗမာပြည်သားတွေကအချင်းချင်းကလေးတွေလည်းမမွေးကြတော့အချင်းချင်းလည်းတတ်ဖြတ်နေတယ်နော်အချင်းချင်းလည်းစစ်တိုက်နေတယ်အဲ့တော့အစ္စလမ်ဘာသာဝင်အနေနဲ့ကသူတို့ကရောက်မယ်အခုလက်ရှိပေါ့သူတို့လည်းအခုအကုန်လုံးတော့မဟုတ်ဘူးပေါ့နော်တချို့လည်းမွေးကြတယ်ပေါ့အဲ့တော့မြန်မာပြည်ကအစ္စလမ်တွေကြလည်းဗမာဗုဒ္ဓဘာသာနဲ့နီးရလည်းပါတယ်အဲ့တော့ငင်းကျတဲ့နိုင်ငံလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့အဲ့လောက်တော့မမွေးကြပါဘူးမွေးတဲ့သူလည်းမွေးကြတယ်ဆိုတော့ကျွန်တော်ကဘာဖြစ်ဖြစ်ဘယ်သူမှအပြစ်ပြောလို့မရဘူးနော်အပြစ်ပြောမရအောင်အစ္စလမ်လွှမ်းမိုးသွားရင်လည်းတို့အပြစ်ပြောလို့မရဘူးဘာကြောင့်လဲကိုရီးယားညံဖြစ်မှုဥရောပသားတွေရဲ့ညံဖြစ်မှုဖြစ်တို့ဗမာပြည်မှာလည်းတို့တွေအချင်းကြားထဲမှာမငြင်းညင်းမှုနဲ့တိုက်ခိုက်နေကြတယ်တပ်ဖြတ်နေကြတယ်ကလေးတွေလည်းမမွေးကြတော့ဒါသူတို့မွေးလို့သူတို့လူကြီးများလာရင်တော့လူကြီးများတဲ့ဘက်ကဥပဒေပြုလွတ်တော်မှာနော်လွတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ်အဖြစ်နဲ့သူတို့ပေါက်ပွားလာများလာရင်လည်းဒါတို့တွေအနေနဲ့ဘာမှပြောလို့မရအဲ့လိုပဲဖြစ်ဖို့ဘာလို့ရမလဲကိုရီးလည်းမွေးကြကိုရီးကတော့မမွေးနိုင်ပဲနဲ့အဲ့လိုမမွေးနိုင်ဘူးဆိုလို့ရှိရင်တော့အဲ့တော့ကြီးလေးဒီသုံးသပ်ပြီးချိုးပြောရမယ်ဆိုလို့ရှိရင်တော့လက်တွေ့အဖြစ်ကြုံနေရတဲ့လူမှုဘဝမှာတော့ဒီပြောတာအများကြီးမှန်ပါတယ်မှန်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာနှစ်ဦးနှစ်ဖက်ပေါ့နော်ကိုလည်းကိုဘာတူလဲဆိုတော့နားလေရမယ်ဗုဒ္ဓဘာသာဝင်နေအနေနဲ့ကလည်းကိုရီးယားရောသူတို့လိုမျိုးမိသားစုကိုချစ်တတ်ပြီလားသူတို့လိုမျိုးကလေးတွေကိုချစ်တတ်ပြီလားကိုရီးယားမမွေးနိုင်ပဲနဲ့နော်အဲ့လိုမျိုးပြောရမှာဟုတ်လားကဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့တို့ကစနေမမောင်ပြောချင်လားမင်္ဂလာပါစနေမမောင်ပြောနော်အဘေးစနေမောင်မစိုးပြောပါမင်္ဂလာမင်္ဂလာပါကိုကြီးအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့တယောက်ပဲတွေ့ရဆိုရင်ကိုလက်ရှိနေပြီးတော့မှစောက်လုံးမဲ့ပလီကိစ္စကိုကျွန်တော်ကတော့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ဒါကိုတော့ကျွန်တော်တို့လက်မခံနိုင်ပါဘူးကိုယ့်ရဲ့တပိုင်းတိုင်းနေတဲ့စိတ်ဆန္ဒဆိုတော့သဘောမကျဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒေါ်စုလက်ထက်မှာတော့9နှစ်တာတောင်မှကျွန်တော်တို့ဗုဒ္ဓဘာသာဘုန်းကျောင်းတွေကိုအများဆုံးနဲ့ဖြိုဖျက်စီခံရတယ်အများဆုံးလည်းဖြတ်စီတယ်ဒါတော့မှဒီအရေးခင်းမှာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအကုန်လုံးကဗုဒ္ဓဘာသာကိုဦးစားပေးပြီးတော့ဆောင်ရွက်ကြရမှာနိုင်ငံတော်အကြီးအကဲတွေကသူတို့အကြောင်းမျိုးကြောင့်ဆောင်းလုံးခွင့်ပြုတယ်ဆိုရင်တော့မှ
ကျွန်တော်တို့ဗုဒ္ဓဘာသာတွေဥဆောင်နေတဲ့ဆရာသမားတွေကသူတို့တွေတားဆီးမယ်ကန့်ကွက်မယ်ဆိုရင်တော့နိုင်ငံတော်ကြီးကဲတွေဒါကိုထည့်သွင်းစဉ်းစားပြီးတော့သူတို့ဆုံးဖြတ်ပေးမယ်လို့တော့ဒါကတော့မြင်တယ်ပေါ့နော်ဒါရဲ့တူတယောက်ထဲအမြင်နဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံဗုဒ္ဓဘာသာထွန်းကားတယ်ဒါကြောင့်ဗုဒ္ဓဘာသာကိုပဲတိုးပွားစေခြင်းနဲ့တခြားဘာသာတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာလာပြီးတော့ဒီလိုမျိုးကြီးအစိုးရကိုယ်တိုင်ကခွင့်ပြုလိုက်တဲ့နောက်ပိုင်းဆိုသူတို့ရဲ့အစ္စလာမ်ဝါဒကဆိုးဝါးရောလွှမ်းမိုးသွားမှာမလို့လားဘူးအဲ့တော့ကျွန်တော်ရဲ့တယောက်တည်းရဲ့တစ်ပိုင်းနဲ့ဆန္ဒဆိုတော့လုံးဝကိုတော့စောင့်တော့ခွင့်ပြုစေခြင်းပေါ့နော်စကားလေးကိုချုပ်ပါတယ် ဒီမလေးရတာအယူဆအယူပေါ့နော်ကဲဟုတ်ပြီဒီလောကကြီးပြောပါဦးမင်္ဂလာပါ ကိုမကျွန်တော်ဟိုတနေ့ကပြောပြတယ်ကိုဖုံးဒေစာလိုက်မှာဒါပေမဲ့သူတို့ကအဲ့လိုမျိုးပြောခွင့်မပေးတဲ့အဲ့လိုမျိုးဘာသာရေးကိစ္စနဲ့ပြောခွင့်မပေးတော့ကျွန်တော်မပြောလိုက်ဘူးကျွန်တော်တို့နိုင်ငံမှာမြို့တစ်မြို့နယ်မှာဒီသူတို့ရဲ့ဖျားเจ้าဒီဘယ်လောက်ရှိလဲဗုဒ္ဓဘာသာဖျားเจ้าဒီဘယ်လောက်ရှိလဲခရစ်ယာန်ဖျားเจ้าဒီဘယ်လောက်ရှိလဲအားလုံးဟာသိတဲ့လူတွေနည်းနည်းပါးပါးဖြေခဲ့ပေးပါလားကျွန်တော်အဲ့ပထမမေးခွန်းပေါ့နောက်တစ်ချက်ကဒီဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အနေနဲ့ဒီကိစ္စတွေပေါ့ဒီကိစ္စတွေကိုဥပဒေနဲ့ဘလို့ကင်တွယ်ဖြေရှင်းမလဲဘလို့ထိန်းချုပ်ပေးနိုင်မလဲပေါ့လက်ရှိဟိုဖြစ်နေတဲ့ပြဿနာတော့ငြိမ်းချမ်းအောင်မလုပ်နိုင်ဘဲနဲ့ဘာကြောင့်ဒီလိုပြဿနာတက်မဲ့ကိစ္စတွေကိုဖန်တီးတာလဲပေါ့ဖန်တီးနေရတယ်လေကျွန်တော်တို့နိုင်ငံကိုဖျက်ဆီးနေတာဒီဘယ်ဘာသာကမှလည်းမဟုတ်တယ်လို့ဘယ်နိုင်ငံမှလာပြီးဝင်ပြီးဖျက်ဆီးနေတာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံကိုဖျက်ဆီးနေတာဒီကျွန်တော်တို့ကိုယ်တိုင်ပဲဒါကောင်းကောင်းနားလည်ဖို့လိုတယ်ဘသူတွေဖျက်ဆီးနေတာလဲအချင်းချင်းကိုတတ်ဖြတ်နေအောင်ဘသူတွေလှုပ်ဆောင်နေတာလဲဒါတွေကိုခင်ဗျားတို့အနေနဲ့ဟိုမြင်အောင်ကြည့်ဖို့လိုတယ်မြင်အောင်မကြည့်နိုင်မဲနဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့ပြောနေတဲ့ကိစ္စကလုံးဝဟိုအဆင်မပြေဘူးဗျအဆင်မပြေဘူးတိုင်းပြည်တိုးတောင်ဘယ်လိုလုပ်မလဲပဲခင်ဗျားတို့ခေါင်းထဲမှာစဉ်းစားသူများလိုက်လုပ်တိုင်းလိုက်လုပ်ထရအကြောင်းမရှိဘူးသူများမုံဟင်းကားရောက်လို့ငါနောက်ကလိုက်ပြီးတော့မုံဟင်းကားရောက်မယ်ဆိုတဲ့အနေအထားမျိုးနဲ့တော့အဆင်မပြေဘူးအဲ့ဟိုဘယ်လိုပြောမလဲအဲ့ IQ နဲ့တော့တက်မလာနဲ့သူများမုံဟင်းကားရောက်နေငါတခြားဘာပစ္စည်းရောက်အောင်မလဲပဲစဉ်းစား idea နည်းနည်းပါးပါးလေးနဲ့သုံးကြပါကျွန်တော်ဖြည့်သိချင်တာကျွန်တော်မေးတဲ့မေးခွန်းတစ်ခုဟိုအခုကိုမောင်မောင်နည်းနည်းတစ်ချက်လောက်ဖြည့်ကြည့်ပေးပါဦးသိကောင်းတဲ့မေးခွန်းပါကြီးလေနော်နံပါတ်1ချက်အနေနဲ့နိုင်ငံတော်အစိုးရဟာနိုင်ငံခေါင်းဆောင်ဟာတက်ကြွပြီးတော့ပြည်သူလူထုကယုံကြည်ကိုးစားရမယ်ခေါင်းဆောင်မျိုးဖြစ်ရမှာကိုဦးမင်းအွန်လိုင်းပေါ့နော်လောက်တဲ့ပုံစံကသူများတကာရုပ်သေးဖြစ်ချင်တာအဲ့လိုမျိုးဖြစ်နေတာသူများတကာကိုကြောပေးပေါင်းတာခါကော့ပေးထားမဲ့သူမျိုးဖြစ်နေတာကြောပေးပေါင်းမဲ့ပုံစံမျိုးဖြစ်နေပါတော့ဒါပါတော့ရုရှားသမ္မတဗလာဒီမီယာပူတင်မျိုးမြောက်ကိုရီးယားကတို့မြန်မာပြည်တဲ့အများကြီးဆင်းရဲအဲ့ဒါကိုကော်စောနေပြီးတခြားခင်းမီးစကြပါဘာကြောင့်လဲဟိုပုဂ္ဂိုလ်ကပြတ်သားတယ်တတ်တည်ရှိတယ်မင်းစီပေးလို့စံရတာတန်တပန်ဆိုတာဟဲ့ကောင်ငါမင်းကိုလိုက်ပြီးရောနေစရာမလိုဘူးဆိုတဲ့ပုံစံမျိုးနော်အဲ့တော့သမ္မတထရန့်တော်မှာပဲဒီလိုဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံကိုနော်ဟိုဆက်ဆံရတယ်ဒီပူတင်အောင်ဆက်ဆံတို့ကာဂျူကြီးခင်ဗျာမှာတော့ညနေငယ်လေးနဲ့တစ်ခေါက်သွားလဲမတွေ့ရနှစ်ခေါက်သွားလဲမတွေ့ရဇွဲရတိတ်ကောင်းတာနောက်ပိုင်းကျတော့တဖြည်းဖြည်းတွေ့လာတယ်အဲ့တော့သူဘာတွေဘလို့ပေးခဲ့လဲတော့မသိဘူးပေါ့လေနော်အဲ့တော့ထားပါအဲ့တော့ဆိုလိုချင်တာကအခုကိုကတန်တမန်ရေးရာမှာနိုင်ငံတကာနဲ့မျက်နှာစာတဲ့ဖို့ထားပါတော့အခုဆိုရင်သူ့ကိုလက်ခံတဲ့နိုင်ငံအများစုဆိုလို့ရှိရင်လည်းဒါ OIC နိုင်ငံတွေပဲများပါတယ်ပြီးတော့ရုရှားကနေခွဲထွက်လာနိုင်ငံတွေဆိုတာအစ္စလာမ်နိုင်ငံတွေပုံများတယ်အဲကာဇက်စတန်တို့နော်ဥဇဘက်ကစ္စတန်တို့ဒီနိုင်ငံတွေနဲ့သူကျွမ်းဝင်ဖို့ကြိုးစားတဲ့အခါမှာမြန်မာနိုင်ငံမှာအဲ့တော့တန်တမန်ရေးရာဆိုတာသူကသိရမှာသူဘာသာရေးဆိုတာမရှိဘူးအဲ့နိုင်ငံတွေကိုဆက်ဆံတဲ့နေရာမှာနော်ဒီကစံပေးလို့စီကသူလည်းနိုင်ငံတစ်နိုင်ငံကိုလည်းနိုင်ငံတစ်နိုင်ငံချင်းအတွက်ကြောင့်မလို့တန်ဖိုးချင်းတူတူပဲတန်ဖိုးချင်းတူတဲ့ကြောင့်မလို့ကိုကဘာမှလိုက်ပြီးတော့သူ့ကိုညှိစရာမလို sorry IB ကဒီလိုပဲ sorry IB တို့မင်းတို့ဘောလုံးပွဲမှာသိရမလားတချို့ဆိုဒူးထောက်တာတို့သိရမလားဒီအထိမ့်မဲ့ပွဲလို့တော့ sorry ဂိမ်းမဆိုင်ဘူး sorry နိုင်ငံဘာကြောင့်စံပေးလို့စီရတာအဲ့လိုမျိုးပေါ့မာတယ်ဟိုနိုင်ငံတွေကအဲ့ဒါကိုတို့ဦးမင်းအွန်လိုင်းကသွားပြီးတော့စံပေးလို့စီရတာကိုမေ့ထားပြီးတော့ကိုယ့်ဘက်ကနေပြီးတော့ခါကော့ပေးပြီးတော့ကြောပေးပေါင်းခြင်းတဲ့ပုံစံမျိုးဖြစ်နေအဲ့တော့မြန်မာနိုင်ငံမှာအစ္စလာမ်ဘာသာကိုဒီလိုမျိုးပေါ့ထောက်ပံ့ထားပါတယ်ကြည်ထားပါတယ်ဆိုတဲ့ပုံစံမျိုးတွေသွားတွေ့နေရတယ်နော်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒါတွေကိုခဏမေ့ထားပါဒါတွေကိုတို့ဒီချိန်မှာသူနိုင်ငံတကာမှာမျက်နှာစာတက်ပေါ့နော်မြန်မာနိုင်ငံသူကတော့နိုင်ငံရေးချီပြီးတော့တွေးမှာပေါ့ကွာတို့ကတော့နိုင်ငံနဲ့ချီလို့တွေ့လို့ရှိရင်တော့စ
စံပေးလို့စီရတာပါသူလည်းနိုင်ငံတိုင်းကိုလည်းနိုင်ငံသူကိုညီနိုင်သူကိုလည်းကိုညီနိုင်တယ်နော်ဘာသာရေးမှာတို့နိုင်ငံမှာလည်းဒါစုတွေဖျားမှာတွားကြည့်လိုက်ပါမပေါင်းစုံမှာခရီးရန်ဘာလုံးထားထားပြီးပါဒါလုံလောက်ပြီစနပြောသလိုမျိုးတစ်မျိုးမှာဘယ်လောက်ထိဖုံးကြောင်ဘယ်လောက်ရှိသလဲနော်ဒီပရိဘယ်လောက်ရှိသလဲဆိုတာလည်းပတ်သက်လာလို့ရှိရင်ပြင်းမနာမှာလည်းပလီ14လုံးလောက်ရှိပါတယ်ပလီ14လုံးရှိတဲ့အတွက်ကြောင့်မို့လို့ပလီစောင့်နေဖို့မလိုတော့ပါဘူးနော်ထို့တူပဲကျွန်တော်အဲ့ဒီမဟာဝိဇ္ဇာဘုရားကြီးတို့ပါဘုရားတွေပဲတည်တာပေါ့နော်ဒါကောင်းပါတယ်အဲဆိုလို့ချင်တာကတော့ဘယ်လိုခေါ်မလဲဘုရားတည်ခြင်းထက်တို့နိုင်ငံမှာအများကြီးရှိနေပါပြီဒါပေမဲ့အဲ့ထက်ပိုပြီးတော့အရေးကြီးတဲ့အလုပ်တွေကိုလုပ်စေချင်တယ်ဒီလေးပြောတာသိမှန်တယ်နော်ဒါနံပါတ်1ချက်ပေါ့နံပါတ်3ချက်အနေနဲ့ကတော့ဆောနာကအခုသူတို့ဗလီစောင့်ပဲဆိုတဲ့နေရာပေါ့တစ်စိတ်ပင်ကျွာအဲ့ရွာမှာဘုန်းကြီးကျောင်းတော်မရှိပါဘူးလို့တို့ကြားသိရတယ်နော်အဲ့တော့ဘုန်းကြီးကျောင်းတော်မရှိတဲ့နေရာပေါ့နော်ရွာလေးရဲ့အခွင့်အရေးကြတော့ဘာမှမရပဲနဲ့အဲ့ရွာနားမှာအခုဗလီစောက်ခံရတဲ့အခါကျတော့ဗလီရဲ့သဘောတရားအရဗလီကတခုစောက်ပြီးဆိုအဲ့နားမြေတွေဈေးကြီးပြီးအဲ့မြေတွေကိုအစ္စလာမ်ဘာသာဝင်တွေဝဲလာမယ်နောက်ဆိုအဲ့မှာဘာဖြစ်အစ္စလာမ်ရက်ကွက်ဖြစ်လာမယ်ပေါ့နော်ဒါကတော့အရှိတရားပဲနိုင်ငံတိုင်းဘယ်မြို့မှာဖြစ်အစ္စလာမ်ဗလီရှိပြီးဆိုအဲ့ပတ်ဝန်းကျင်နေရာတွေအကုန်လုံးကမွတ်စလင်ရက်ကွက်ဖြစ်သွားတယ်အကြာလာအဲ့မှာရှိနေဗုဒ္ဓဘာသာကြီးပြည့်နေအိမ်ရောင်းပြီးပြေးမယ်ဒီလိုလေးတွေဖြစ်လာတော့ဒါလက်တွေ့နိုင်ငံရေးမှာတွေ့ရတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဒီလေးမေကုန်းမှာဒီလောက်ဟိုပြောပြီးဆိုတော့ Burmese တွေပြောပါမလားဟုတ်ပြီကိုပါကျွန်တော်ခဏဆဲလိုက်အောင်ပဲအလုပ်ထဲမှာပြန်ဝင်ရတော့အေးဒီရောက်ပြောဟုတ်ပြီကျေးဇူးနော်မင်္ဂလာပါဗျာမင်္ဂလာပါအခုကြည့်ရှုနေတဲ့နေရာကဒီခါတိုင်းမှာဥစားကလေးလားဟုတ်လား Burmese လဲလား periodic person နဲ့ပြလိုက်မနော် Burmese ပြီးလို့ရှိရဒီလိုကြည့်နေတဲ့လူတွေအတွက်အကိုတို့အတွက်ကောကျွန်တော်တို့အတွက်ကောကျွန်တော်ကအကိုမမောင်မိကုန်းလေး2ခုနဲ့ကျွန်တော်ထောက်ပြစရာလေး1ခုနဲ့ကျွန်တော်ပြောချင်ပါတယ်မိကုန်း2ခုကတော့ပထမဆုံးတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်ဆွမ်းကပြောသွားတဲ့အထဲမှာကအာနာပေါ့နော်အခုလက်ရှိရကြတော့မြန်မာနိုင်ငံရဲ့ဥပဒေဒီဘယ်ကျန်းငင်ကနေဘယ်သူကရေးဆွဲတာလဲဒါမှမဟုတ်လို့ရှိရင်ဥပဒေကစစ်အစိုးရရဲ့လက်ထက်မှာရှိရမှာစစ်အစိုးရရဲ့လက်အောက်မှာရှိရမှာဒီကတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကကြတော့ဥပဒေသည်ပြည်သူတွေအတွက်နဲ့တနိုင်ငံလုံးအတွက်ကိုခြုံငုံပြီးရေးဆွဲတာလားဒါမှမဟုတ်ရင်အဲ့ဒီဥပဒေကစစ်ဆိုးရတစ်ခုအတွက်ရေးဆွဲခဲ့တာလားဒါကတစ်ချက်နောက်တစ်ချက်ကထောက်ပြပေးမဲ့အရာကဆွမ်းကအကိုတို့ပြောသွားတဲ့ဒီအစ္စလမ်တို့မွတ်စလင်တို့ကျွန်တော်တို့ဒီလူမျိုးရေးပေါက်ဖွားနှုန်းကမြင်တယ်ဆိုတာကမိမတွေ5-6ယောက်လောက်ယူလို့ပေါက်ဖွားတာမဟုတ်ဘူးဘာကြောင့်လူမျိုးရေးတွေဒီလောက်ပေါက်ဖွားနေရလဲဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာတလင်တမယားစနစ်နဲ့တွားကြတဲ့ဥပဒေရှိတယ်သူတို့လူမျိုးမှာကတလင်တမယားစနစ်လည်းမရှိဘူးနောက်တစ်ခုကကြတော့ဗာလဲဆိုတော့မောင်နှမတဝမ်းခွဲ2ဝမ်းခွဲတူဤတူသားမောင်နဲ့အကုန်ပြန်ယူလို့ရတယ်အဲ့ဒီအတွက်ကြောင့်မို့သူတို့ကလူမျိုးရေးပို့ပြီးတော့ပေါက်ဖွားမြန်ကြတယ်လို့ကျွန်တော်ပြောချင်တယ်အခုအနေနဲ့တစ်ချက်လောက်သုံးသပ်ပေးပါအောင်နော်အဲ့ဒီမိကုန်းလေး2ခုနဲ့အပြေလေး1ခုနဲ့ဥပဒေကတစုတစ်ဖွဲ့အတွက်လားဆိုတဲ့အခါမြန်မာဥပဒေကိုအဲ့ကြောင့်မို့တစုတစ်ဖွဲ့ရေးလို့မရတဲ့အတွက်ကြောင့်မို့မြန်မာနိုင်ငံရဲ့အခြေခံဥပဒေရေးဆွဲရေးရ20လောက်ကြာသွားတာနော်အဲ့တော့မြန်မာနိုင်ငံအုပ်ချုပ်ဖို့ဥပဒေလိုတယ်အခြေခံဥပဒေလိုတယ်ဆိုတဲ့အခါကျတော့84အခြေခံဥပဒေကလည်းပြတ်သိမ်းသွားပြီဖြတ်သိမ်းလိုက်ပြီပေါ့နော်အဲ့တော့ဥပဒေကလိုအပ်ပြီဒီဥပဒေကိုဝိုင်းရေးဆွဲတဲ့နေရာမှာတစုတစ်ဖွဲ့ရေးဆွဲစစ်တပ်ကလည်းရေးဆွဲလို့မရဘူးအဲ့တော့ဒီဥပဒေကိုရေးဆွဲဖို့တက်ကတိုင်းရင်းသားကိုယ်စားလှယ်တွေအလုပ်သမားကိုယ်စားလှယ်တွေအတတ်ပညာရှင်တွေပြီးတော့စစ်တပ်ကိုယ်စားလှယ်တွေအားလုံးသောကိုယ်စားလှယ်တွေနဲ့စုပြီးတော့အစုဖွဲ့10ဖွဲ့လောက်ရှိပါလိမ့်မယ်အဲ့တော့စုဖွဲ့တွေစုပြီးတော့ရေးဆွဲကြတယ်ရေးဆွဲကမှဥပဒေကြီးတစ်ခုရလာဒီဥပဒေကအားလုံးတော့ပြည်သူဒီဥပဒေမှာကြည့်လိုက်တဲ့အခါမှာပြည်သူအတွက်ကောင်းလားဆိုတော့ပြည်သူအတွက်လည်းကောင်းတာအများကြီးပါပါတယ်ပြည်သူအတွက်လည်းနိုင်ငံတော်ရဲ့ဒီတို့ကမ္ဘာဥပဒေတွေပေါ့ Bill of Rights ရဲ့အခြေခံတရားသဘောတရားတွေအကုန်လုံးနှိပါပါတယ်နော်နောက်ထပ်ဒီပေါ့လွတ်တော်တွေသွားပုံလာပုံတွေမှာလည်းနိုင်ငံတကာအခြေခံဥပဒေနဲ့ညီနေတာတွေအများကြီးပါတယ်နောက်တစ်ခုခတ်တာကဘာလဲဆိုတော့တက်မတော်သားစစ်တပ်ရဲ့အခန်းကဏ္ဍပေါ့စစ်တပ်အခန်းကဏ္ဍကြတော့မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေရစစ်တပ်က25%နေရာယူထားတာမှန်တယ်အဲ့တော့မြန်မာနိုင်ငံအခြေခံဥပဒေကစစ်တပ်တစ်ခုတွက်လာဆိုတော့လည်းမဟုတ်ဘူးပြည်သူအားလုံးတွက်လာဆိုတော့လည်းပြည်သူတွေကြီးပဲတွက်လာဆိုလည်းမဟုတ်ဘူးအားလုံးတွက်ပြည်လဲအောင်လို့ရေးဆွဲထားတဲ့အခြေခံဥပဒေမျိုးဖြစ်တယ်ပေါ့နော်ဒါကိုတစုတစ်ဖွဲ့ရေးဆွဲတာမဟုတ်ပါဘူးနော်လွတ်တော်ကိုယ်စားလှယ်တွေရောနိုင်ငံရေးကိုယ်စားလှယ်တွေရောပါတီကိုယ်စားလှယ်တွေရောအားလုံးစုပေါင်းပြီးမှရေးဆွဲထားတဲ့အခြေခံဥပဒေဖြစ်တယ်ပေါ့နော်အဲ့တော့ခုလက်ရှိဥပဒေဒီအားလုံးအတွက်ပြည်လဲအောင်ရေးဆွဲထားတဲ့ဥပဒေလို့ကိုတို့ပြောရမှာပါနောက်တစ်ခုအနေနဲ့ဆိုတော့လူမျိုးရေးပေါက်ဖွားမြန်မှုပေါ့လူမျိုးရေးပေါက်ဖွားမြန်မှုကြတော့ခက်တာပါလဲဆိုတော့တို့
အစ္စလမ်ဘာသာဝင်တွေနဲ့သူတို့ဘာသာရေးကိုင်ဆိုင်တယ်နော်ပြီးတော့သူတို့ရဲ့ထုံးတမ်းအစဉ်လာကိုလိုက်နာတယ်လိုက်နာတယ်မလိုက်နာလို့ရှိရင်လည်းသူတို့အချင်းချင်းကြားထဲမှာပြင်းထန်စွာနဲ့ပြစ်ပေးတာတွေနော်ဝေဖန်တာတွေရှိတယ်အဲ့တော့အစ္စလမ်ဘာသာဝင်တယောက်ကသူတို့ဘယ်လိုပဲဖြစ်ဖြစ်သူတို့ရဲ့ထုံးတမ်းအစဉ်လာရမိန်းမ၄ယောက်ယူတာလို့ဘာလို့ပေါ့နော်ဒါတွေကလည်းသူတို့နေရာတိုင်းမှာတော့မဟုတ်ပါဘူးတူရကီနိုင်ငံဆိုတယောက်ပဲယူလို့ရပါတယ်နော်နိုင်ငံတိုင်းမဟုတ်ပါဘူးတချို့နိုင်ငံတွေလည်းတယောက်ပဲယူလို့ရတချို့နိုင်ငံတွေ၄ယောက်ယူလို့ရတာရှိတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့ရဲ့ထုံးတမ်းစင်လာကိုထိမ့်သိမ်းထားတော့မယ်အကိုတို့ဗုဒ္ဓဘာသာဝင်တွေကထုံးတမ်းစင်လာမှာဘယ်လိုခေါ်မလဲဆိုတော့မိန်းမ၄ယောက်ယူရမယ်လို့ဆိုတာမပါဘူးမိန်းမကြားတော့ယူရမယ်ဆိုတာလည်းမပါဘူးဒါပေမဲ့ကြိုက်လို့ရှိရင်ဘယ်လိုခေါ်မလဲတို့ယောက်ျားကောင်မောင်မတစ်ထောင်ကြိုက်တော့ယူလို့ရတယ်အဲ့ပုံစံမျိုးထိရှိတယ်အဲ့တော့တို့ဗုဒ္ဓဘာသာအနေနဲ့ဒီလင်သားမွေးကိစ္စတွေနဲ့ပတ်သက်လာပြီးတော့ပြည့်ညက်ချက်တွေကတော့နည်းတယ်နော်ဟိုကာမေတုမိစ္ဆာစာရာဆိုတာလောင်ပြောင်ပြည့်ရပေါ့ဘယ်လိုခေါ်မလဲဆိုတော့ရှုံချတင်တယ်ဆိုတာတော့ပဲပါတာပါနော်အဲ့လိုပဲကိုနားလေတော့ပေါ့လေနော်အဲ့တော့ပြောလို့ရမှာခဏစောင့်မယ်အဲ့အတွက်ကြောင့်မို့လို့ကိုစင်မောင်ရှိမှအလှည့်ရှိသေးတယ်နော်အဲ့ကြောင့်မို့လို့အခုဒါရင်းနဲ့ပတ်သက်လာရင်ပြောရမှာတော့တော်တော်လေးခက်ခဲပါသေးတယ်တေချာတစ်ခုကတော့အစ္စလမ်ကပြန့်ပွားလာတာမဟုတ်ဘူးအစ္စလမ်တွေကလူမျိုးရေးပေါက်ဖွားမြန်တာမဟုတ်ဘူးအခုလက်ရှိကိုတို့ဗုဒ္ဓဘာသာဝင်တော့ခရစ်ယာန်တွေရောအခု liberal တွေရောအားလုံးဟာပေါက်ဖွားမှုတဖြည်းဖြည်းရောကြလာတာဖြစ်တယ်သူတို့အပြစ်မဟုတ်ဘူးကိုရီးယားအပြစ်ဆိုတာပါလေကိုရီးယားမိန်းမယူရလို့ရှိရင်ကလေးတော်မမွေးခြင်းတော့ဘူးเนาะကာမဂုဏ်လောက်မှာပဲကိုရီးယားပြောနေခြင်းပြီပြီးတော့လို့ရှိရင်ကလေးတွေလည်းကလေးရှိလို့ရှိရင်မလွတ်လပ်တော့ဘူးเนาะပိုက်ဆံကရနေတခါတည်းဥရောပသားတွေဆိုပို့ဆိုသေးအိမ်မောင်မနေဘူးတခါတည်းနိုင်ငံရခြားတွေပဲသွားနေတာအဲ့တော့လူမျိုးရေးပေါက်ဖွားလာတာအစ္စလမ်မဟုတ်ဘူးလူမျိုးရေးရော့ကျလာတာခြားဘာသာခြားတွေဖြစ်နေတာပါခင်ဗျားတို့ခရိယာန်တွေလည်းဘယ်သူများကလေးများမွေးတော့လို့လဲဗုဒ္ဓဘာသာလည်းဘယ်သူမှတိတ်မမွေးတော့အခုနောက်ပိုင်းမျိုးဆက်ကပို့ဆိုတဲ့ကလေးတွေမမွေးတော့ခွေးပဲမွေးကြတော့တယ်ဥရောပတွေဆိုမြန်မာနိုင်ငံဆိုလည်းဒီလိုပဲနောက်ပိုင်းတိတ်မမွေးကြတော့နော်အစ္စလမ်ကသူ့ဟာသူပုံမှန်သွားနေတာတို့ဘာသာခြားတွေပေါ့တို့ဒီဗုဒ္ဓဘာသာခရိယာန်အကုန်လုံးကကလေးတွေတိတ်မယူကြတော့တာပါလို့ပြောရမှာပါနော်အဲ့တော့စေတံမဟုတ်ပါခဏဘာမစ်လေနော်ဘာမစ်ပြီးစေတံပြီးတော့ဘာမစ်ပြောပါဦးမင်္ဂလာပါဗျမတွေ့ရလဲကြာပြီအခုမပြောခင်မှာလဲကိုမောင်ကြီးကိုတတိတော်တစ်ခုပြီးဖို့ပဲဗျာနော်တချို့တော့ကိစ္စတွေကကိုမောင်အတွက်တအားကြီးပေါ့နော်နစ်နာတာတွေရှိတယ်တအားကြီးလဲမလုပ်ပါနဲ့လို့ကိုကြီးတတိပေးတယ်ဆိုတော့မဟုတ်ကျွန်တော်တို့ဘက်ကနေပြီးတော့စပီကာတယောက်ရော့သွားရင်တစ်ခါအားကြတယ်ဗျအခုလိုမျိုးလူသိရှင်ကြီးဖြစ်တဲ့ကိုကြီးတွေကိုမျိုးမဖြစ်စေချင်ဘူးအဲ့တော့တချို့ကိစ္စလေးပဲနည်းနည်းထိန်းသိမ်းလေးနဲ့လုပ်ပေးကြပါလို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ပြမယ်ဗျအဲ့ခုဖြစ်တဲ့ case ကကျွန်တော်အနေနဲ့ကတော့တတိပုဂ္ဂလအနေနဲ့လည်းဖြစ်ရှင်ဖြစ်လိမ့်မယ်ညံ့မမိရလည်းဖြစ်ရှင်ဖြစ်လိမ့်မယ်ပေါ့နော်ဒီဘလီကိစ္စကပေးတင်လားဆိုတော့မပေးတင်ဘူးလို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့ဆိုတော့ကိုးကွယ်စရာနေရာတွေတပုံကြီးရှိတယ်သူတို့ရှိမှလည်းကျွန်တော်အစ္စလမ်ဘာသာဝင်တွေကိုကြောင်းဆောက်တာကိုခဏဖြစ်လို့ပြောတာမဟုတ်ဘူးနော်လောလောဆယ်အနေထားမှာမလို့သေးဘူးဗျာအပြင်းမနာမျိုးထဲမှာကြည့်လိုက်ဗလီဆောနာကိုမော်ပြော14လုံးဆိုတော့ဒါတရဝံဗလီကြီးပဲရှိတယ်ခိုးကြောင်ခိုးပွဲလောက်ထားတဲ့ဥစ္စာတွေအများကြီးရှိတယ်အဲ့အတွက်ကဒါမလို့သေးဘူးနံပါတ်1လူဦးရေပေါက်ပွားနှုန်းဆိုတဲ့နေရာမှာအများကြီးပဲကြည့်နေကျွန်တော်တို့ဒီတချို့အရာတွေကောင်းတဲ့အရာတွေကြတချို့မယူကြဘူးအနည်းသက်ဆုံးကျွန်တော်သွားယူရမယ်ဆိုလို့ရှိရင်တရုတ်ကိုသွားယူလိုက်ပြင်းထန်တဲ့ law တစ်ခုချထားလိုက်ဘယ်ကောင်မှမယူရဘူးခလေး2ယောက်တည်းပုံမမွေးရဘူးအမှားဘူးမွေးလာလို့ရှိရင်ကန်ကောက်လို့ရှိရင်ခလေး3ယောက်တလုံးနိုင်ငံသားရမယ်တကယ်လို့ခလေး2ယောက်တည်းပုံမွေးလာတဲ့လူကိုနိုင်ငံသားမပေးဘူးတယောက်2ယောက်ကဘယ်သူမှမမွေးရတော့ဘူးလေဒါပြင်းထန်တဲ့ law တစ်ခုရှိဖို့လိုတယ်အဲ့အတိုင်းပဲအခုကျွန်တော်တို့မြန်မာပြည်မှာလည်းပြင်းထန်တဲ့ law တစ်ခုပေါ့နော်တစ်ခုချဖို့ဆိုလို့ရှိရင်အဓိကဘာလိုအပ်မလဲဆိုရင်စီးပွားရေး business income business ကောင်းနေဖို့လိုတယ်နောက်ကြတဲ့ခါကျတော့ democracy လို့ပြောတဲ့အရာပေါ့နိုင်ငံနဲ့တည်နေလျောက်မှတ်တဲ့ democracy ရှိရမယ်ဗျာဥပမာဆိုလို့ရှိရင်ကျွန်တော်သိသလောက် democracy ကိုကျွန်တော်ပြောပြမယ်နံပါတ်1ချက်အများလက်ခံနိုင်တဲ့ democracy တစ်ခုရှိမယ် Islamic democracy ရှိမယ်Islamic democracy လား Islamic